ကုရုတံအိန္ဒပတ္ထနဂိုမြို့မှာကောရဗျမင်းဆိုတာမင်းပြုတယ်တဲ့အဲ့ဒီကောရဗျမင်းရဲ့သားကသုတ္တသောမလို့အမည်ရတဲ့ဘုရားလောင်းပေါ့တချိန်ကျတော့အလွန်တရာမှထင်ရှားကြော်ကြားတဲ့အတွက်ကြောင့်မဟာသုတ္တသောမလို့ရှေ့ကမဟာဆိုတဲ့နာမည်လေးပါရတယ်ပြီးတော့ဇတ်တော်ထဲမှာရှူလသုတ္တသောမဆိုတာလည်းရှိသေးတယ်အဲ့ဒါလိုပဲဦးဇင်းတို့ဖြစ်ပြိုင်အနေနဲ့ဗာဒနတိပြည်ကာတိမင်းမှာလည်းပဲပြမတတ်ဆိုတဲ့သားတစ်ယောက်ထုံးကားတယ်အဲ့ဒီပြမတတ်ကပောဓိတာရဖြစ်လာမဲ့လူပေါ့နော်အဲ့ဒါအရွယ်ရောက်တဲ့အခါကျတော့တက္ကသိုလ်ပြည်ကိုပညာသင်လွှတ်ကြတယ်ကိုယ်တိုင်းပြည်မှာပညာသင်လို့မရဘူးလားဆိုတော့မဟုတ်ဘူးရတယ်ဒါပေမဲ့ပညာသင်တယ်ဆိုတာမိဘနဲ့ဝေးတဲ့နေရာကိုသွားမှကျွန်းလွန်တဲ့သဘောလေးရှိတာ哦ပြီးတော့တက္ကသိုလ်ပြည်ကပညာရက်လည်းထုံးကားတဲ့သဘောလေးရှိတာဒါကြောင့်မလို့တက္ကသိုလ်ပြည်ကိုအဲ့ဒီခေတ်ကပညာသင်လွှတ်ကြတာသူတို့နှစ်ယောက်ကရည်စက်လဲပါတယ်လို့ဆိုနိုင်တယ်။ဘာလို့ဆိုတော့တက္ကသိုလ်ပြည်ကိုပညာသင်လာတဲ့နေ့မှာကိုပဲတက္ကသိုလ်ပြည်အဝင်မှာလမ်းဈေးရမှာတဲနေတော့အဲ့ဒီတက်ကစားတွေ့တာ။ဆရာကြီးဒီကိုမရောက်သေးဘူး။မိတ်ဆွေဖြစ်တယ်။အဲ့ဒါဆရာကြီးကိုရောက်တဲ့အခါကျတော့ပညာသင်ကြတယ်။ဘုရားလောင်းကအယံမှဉာဏ်ပညာထက်မြက်တဲ့အတွက်ကြောင့်အလွန်မှသိလွယ်တယ်တတ်လွယ်တယ်။ဒါကြောင့်ခဏလေးအတွင်းမှာပဲဆရာကြီးရဲ့လက်ထောက်ဖြစ်တယ်။ဆရာကြီးတွေကပညာကိုသူလည်းသင်တယ်။တပည့်တွေကိုဝိုင်းပြီးတော့ပြန်ပြီးတော့သင်ပေးရတယ်ဆရာတစ်ပိုင်းတပည့်တစ်ပိုင်းပေါ့အထူးသဖြင့်အဲ့ဒီပြမတမင်းသားကိုပြန်ပြီးတော့သူပညာသင်ပေးရတယ်အဲ့တော့တငယ်ချင်းလည်းဟုတ်တယ်ဆရာတစ်ပည့်လည်းဟုတ်တယ်ပေါ့နော်အဲ့ဒါလို့နဲ့ပညာဆုံးလို့တိုင်းပြည်ကိုပြန်ကြမယ်ဆိုတော့ဘုရားလောင်းကသူ့ရဲ့တပည့်ဖြစ်တဲ့တငယ်ချင်းလည်းဖြစ်တဲ့ဒီပြမတကိုစိတ်မချပုံကြည့်ရတာကစိတ်မချစရာအနေအထားဘာကြောင့်စိတ်မချသလဲဆိုတာတော့စာထဲမှာရေးပြမထားဘူးစိတ်မချဘူးဒါကြောင့်တိတိကျကျမှားလိုက်တယ်တိုင်းပြည်မှာကောင်းကောင်းမွန်မွန်နေဖို့ဟုတ်လားအဲ့လိုနဲ့အသေးသေးကိုတိုင်းပြည်ပြန်ရောက်တဲ့အခါကျတော့ဖာခမဲတော်တို့ရဲ့အရာရာဖြစ်တဲ့ဌိနန်းစည်းစိမ်ကိုလွယ်လွယ်ကူကူရကြတယ်ပေါ့ဒီလိုနဲ့ဦးဇင်းတို့ပြမရရှင်မယံသုတ္တသောမရှင်မယံဆိုပြီးတော့ကိုတိုင်းကိုပြည်မှာအသေးသေးဌိနန်းအုပ်ချုပ်မင်းလုပ်ကြတယ်နောက်တော့ပေးတဲ့တို့သိတဲ့အတိုင်းပဲပြမတမင်းရဲ့စားတော်ခဲကဘယ်လိုလဲဆိုတော့ယတကဟုတ်လားမရရတကခြိုင်မယ်ကွာဆိုတာကြားဘူးတယ်မဟုတ်လားအဲ့ဒီယတကစားတော်ခဲရဲ့မေးလျော်ပေါ့ဆမှုကဒီရှင်မင်းရဲ့ဘဝကိုအကြီးအကျယ်အပြောင်းလဲဖြစ်သွားစေတာပဲမေးလျော်တာကအကြီးတော့မဟုတ်ပါဘူးမိဘကြောင့်ကိုတကားမပိတ်ခဲ့တဲ့ကိစ္စမိဘကြောင့်ကိုတကားမပိတ်တဲ့အခါကျတော့ဘရင်အတွက်ချက်ထားတဲ့အမဲသားတွေအသားတွေအဲ့ဒါတွေကိုခွေးကဝင်စားသွားတယ်အဲ့ဒါနောက်နေ့ရောက်တော့ဘရင်ကိုဆက်ကပ်စရာမရှိဒါဟာအသက်ဆုံးရှုံးသည့်အထိရာဇဝတ္တန်တက်နိုင်တဲ့အနေအထားပေါ့အဲ့တော့သူကလည်းမရမကကြံဖန်ရတယ်ဖြစ်ချင်တော့နောက်နေ့ကဥပုပ်နေ့မို့လို့ဈေးပိတ်တယ်တဲ့သွားဝယ်လို့မရအဲ့တော့နဲ့ယတကဘလို့ကြံလဲဆိုတော့တင်းချိုင်းမှာလက်လက်ဆက်ဆက်မြုပ်ထားတဲ့သူသေးကောင်ကိုညတွင်ချင်းသွားရှာတယ်အဲ့ဒီသူတေကောင်ရဲ့ပေါင်သားကိုလှီးပြီးတော့ယူလာတာအဲ့ဒါကိုချက်ပြီးတော့ဘရင်ကိုဆက်ကတ်တယ်ဘလူးဘဝမှာဘဝပေါင်းများစွာကျင်လည်ခဲ့တဲ့အဲ့ဒီပြမတတ်ကနိကတ်တဲ့အနေအထားဘဝတန်တရားမှာဘီလူးဘဝပေါင်းများစွာအဲ့ဒီလူသားကိုယတကချက်ပြီးတော့လဲကတ်လိုက်ရသူရှားဘောကိုတင်လိုက်တယ်အဲ့ဒီအသားတုံးကိုအကျော်ပေါင်း9000တခါတည်းပြန့်ပြီးတော့နှံ့ပြီးတော့စိမ့်သွားတယ်တဲ့အရန်ကြိုက်သွားတယ်ဒါပါလဲပေါ့ဘဝဓာတ်ခံရဲ့အနေအထားတွေရဲ့ရိုက်ခတ်မှုလည်းပါတာပေါ့နော်အဲ့ဒါနဲ့သူတိုးတိုးလေးမေးတယ်ဒါဘာသာတုံးပေါ့သူ့ရဲ့မျက်နှာမှာအယမ်းမှလည်းတုံလှုပ်နေတယ်အဲ့တော့ယတကလိန်တယ်ဒါအမဲသားပါခါတိုင်းစားနေကြအသားပါအဲ့လိုပြောတဲ့အခါကျတော့ဘုရင်ကတန်လျက်ကိုတခါတည်းထဆွဲတယ်မင်းငါ့ကိုမလိန်နဲ့ငါကောင်းကောင်းသိတယ်ပေါ့ငါစားနေကြအသားဟုတ်တယ်မဟုတ်ဘူးဆိုတော့ငါကောင်းကောင်းသိတယ်ဒါကြောင့်မင်းငါ့ကိုမလိန်နဲ့တခါတည်းတန်လျက်နဲ့ထောက်ပြီးတော့မေးတဲ့အခါကျတော့ဘင်းမင်းနဲ့တက်ရင်လည်းသေရပါလိမ့်မယ်ပေါ့ဒါလူသားပါလူသားလို့လည်းပြောလိုက်ရောဘင်းကတခါတည်းမျက်နှာကပြောင်းသွားတယ်ပြောင်းသွားတာကအလိုမကျတဲ့အမူအရာမဟုတ်ဘူးအလိုကျတဲ့အမူအရာတန်လျက်ကိုချပြီးတော့အေးတဲ့ဒီကိစ္စအရေးကြီးတယ်မင်းဘယ်သူမှမပြောနဲ့ဒီရှိကိုတဲ့ငါ့ကိုဘယ်အသားမှချက်ပြီးတော့မပေးနဲ့လူသားကြီးချက်ပေးတဲ့လူ
လူတွေဆိုတာကြိုက်မိကြရကြိုက်တာပဲเนาะတကယ်ကြိုက်လာပြီဆိုလို့ရှိရင်အတိညာဟာမှောင်ကျသွားတဲ့သဘောရှိတယ်ဘုရင်တို့အဝိဇ္ဇာပြည့်စရာသင်္ခါရအစရှိသဖြင့်ပရိစ္ဆေသမုပ္ပါဒေသနာမှာဘာကြောင့်တတ္တဝါတွေဟာလိုချင်တာလဲလို့မေးရင်မသိလို့လိုချင်တာလို့အလုံးမှတ်သားဖို့လေဒုက္ခသစ္စာကိုမသိလို့လိုချင်တာပေါ့မသိလို့လိုချင်တာကိုပဲလူတွေဟာအတိများရတယ်လိုချင်လို့မသိသွားတာကိုကြတော့စဉ်းစားမိခဲ့တယ်ပေါ့မသိလို့လိုချင်တဲ့အပိုင်းရှိသလိုလိုချင်လွန်းလို့မသိသွားတာလည်းရှိတယ်ရချင်လွန်းလို့ညံကန်းသွားတာလည်းရှိတယ်အဲ့ဒါနဲ့ဘုရင်ကဒီကိစ္စအရေးကြီးတယ်ဒါကြောင့်ငါရှိဒီရှိကိုလူသားကြီးဆက်ပြီးတော့ပေးရမယ်အဲ့တော့ဘုရင်မင်းနေရတဲ့နေတိုင်းလူကဘယ်လိုလုပ်ရနိုင်မလဲထောင်ထဲမှာလူတွေအများကြီးပဲတဲ့အပြစ်ကြီးတဲ့ကောင်ကိုအရင်စားတတ်တယ်ဟုတ်လားရက်ဆက်တယ်နော်အဲ့လိုနဲ့ဦးဇင်းတို့လူရင်းပဲပြောမှဖြစ်မယ်ဟုတ်လားထောင်ထဲကလူကုန်ပြီဆိုတဲ့အခါကျတော့ရှားတော်သားကနောက်ထပ်ရောက်မလာထောင်ထဲကလူတွေကိုထောင်ချတဲ့လူတိုင်းပြန်ပြီးတော့လွတ်လာတယ်ဆိုတာမရှိဘူးအကြောင်းမျိုးမျိုးကြောင့်သေတယ်ဆိုတဲ့စည်းရင်းပဲထွက်လာတယ်ရှားတော်သားလည်းအလွန်နည်းသွားတယ်အဲ့ဒါနဲ့ဘုရင်ကဘာကြံပေးလဲဆိုတော့အဲ့လိုဆိုလို့ရှိရင်တဲ့လမ်းပေါ်မှာအတပြားထောင်တုတ်တွေကိုပြစ်ချတာကြလို့ကောက်မိလို့ကတော့အဲ့ဒီလူတခိုးပဲဆိုပြီးတော့ထောင်ထဲဆွဲခံရမယ်ထောင်ထဲရောက်ရင်တတ်တယ်ဒါနောက်ကျတော့လမ်းပေါ်မှာဘယ်လိုအတပြားတို့ပြစ်ချထားလို့မှဘယ်သူမှကောက်မလို့မရှိဘူးကြည့်တော့မကြည့်ရဘူးတဲ့ကဲလူတွေဥပဒေလိုက်နာတယ်ဆိုတာနော်ကြောက်လို့လိုက်နာတာနော်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်အများကြီးတွေးတယ်ရှိတယ်ဟုတ်လားအဲ့ဒါနဲ့ဘုရင်ကဘလို့ဆက်ပြီးတော့အကြံပေးတော့လူရအောင်ဘလို့လုပ်ရလဲဆိုတော့ညမှာထွက်တဲ့လူတွေကိုတိတ်တိတ်ဆိတ်လိုက်ပြီးတော့တတ်တယ်ညထွက်တဲ့လူကိုတတ်တာနော်အဲ့ဒါလိုနဲ့နောက်ကျတော့ညလည်းဘယ်သူမှမထွက်ရဲဘူးခက်တာကလူတက်သွားပြီဆိုလို့ရှိရင်ဒီရှုဖြိုးတဲ့အသားတွေဟာအကုန်ပါသွားတယ်အဲ့ကြောင့်ရာဒီတိုင်းသူပြည်သားတွေကဒါဟာသွေးရိုးသားရိုးမဟုတ်ဘူးလူသားစားတဲ့လူရှိတယ်လူစားတဲ့တာမသိတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့နန်းရင်ပြင်မှာអော်ကြတာတိုင်းပြည်မှာဘေးအန္တရာယ်တင့်နေပြီလူသားစားတဲ့လူကိုဘင်းမင်းတွေကဖမ်းပေးပါလူသားစားတဲ့လူဖမ်းပေးရမယ်ဆိုတော့ဘုရင်ကဘယ်သူသွားဖမ်းသူ့ကိုယ်သူလက်ထိတ်ခတ်ဖို့ပဲရှိတယ်ဟုတ်လားအဲ့တော့ဘုရင်ကဘာပြောလို့ဆိုတော့မင်းတို့မှာဖြစ်တဲ့ကိစ္စကိုဘာဖြစ်လို့ငါစီလာអော်နေရတာတော့မင်းတို့ကသူရှားပြီးတော့ဖမ်းမလားတဲ့တရားခံကသူတည်ပြီးသားပဲလေဟုတ်လားအဲ့ဒါနဲ့ဘုရင်ကဒီကိစ္စကိုသူဘလို့မှမကင်တွေ့တဲ့အခါကျတော့စစ်သူကြီးဖြစ်တဲ့ကာလဟတ္ထိဆိုတာရှိတယ်အဲ့ဒီစစ်သူကြီးကာလဟကဒီတခိုးကိုမိအောင်ဖမ်းမယ်ဒီလူဆိုးကိုမိအောင်ဖမ်းမယ်ဆိုဖမ်းတော့မိတာပေါ့မိတဲ့အခါကျတော့မင်းဘာလို့တတ်တော့ဒီလူတွေကိုအဲ့လိုကြမ်းကြမ်းထန်ထန်စစ်တဲ့အခါကျတော့ဘုရင်စားဖို့လို့ဒီလူတွေကိုတတ်ရတာမင်းဘုရင်ရှင်မှာမေးမယ်ဆိုရင်ကမင်းအဲ့ဒီတိုင်မင်းပြောရင်မလားနေရတာကိုကြောက်ရတာပေါ့နော်ပြောရဲပါတယ်ဆိုတော့ဒါနောက်နေ့ရောက်တော့ဘင်းရဲ့ရှေ့တော်မှာကိုအဲ့ဒီရတကခေါ်ပြီးတော့တိတိဆိုင်ဆိုင်ပြောတယ်အဲ့တော့ဘုရင်ကလည်းပဲမျက်နှာမပြတ်ဘူးတတိယတော့တော်တော်ကောင်းတယ်ငါအတွက်လှုပ်လှုပ်ပေးနေတဲ့လူကိုဘာဖြစ်လို့မင်းတို့ကဒီလိုမျိုးဖြစ်နေရတာတော့တဲ့အဲ့လိုတောင်ပြောတာနော်သူ့အတွက်အလှုပ်လှုပ်ပေးနေတဲ့လူကိုဘာဖြစ်လို့ဒီလိုကြမ်းကြမ်းထန်ထန်ဆက်ဆံရတယ်လဲပေါ့ဝန်ခံလိုက်တဲ့သဘောပါပဲအဲ့ဒါလိုလည်းပြောလိုက်ရောကာလဟတ္ထိကမင်းကြီးတဲ့လူသားဆိုတာမစားသင့်ဘူးဒါကြောင့်လူသားကိုရှောင်ကျင်သင့်တယ်လူသားကိုမစားဖို့အတွက်တားတာပေါ့အဲ့လိုတားတဲ့အခါကျတော့ဘုရင်ကြီးကပြုံးပြုံးပဲနားထောင်အဲ့ဒါကာလဟတ္ထိကရှေးတုန်းကဖြစ်ခဲ့မှုတဲ့အကြောင်းအရာတွေပါတင်ပြပြီးတော့တားတာမင်းကြီးတဲ့ရှေးတုန်းကငါးကြီးအာနန္ဒာဆိုတာရှိတယ်ယူဇနာနဲ့ချီပြီးတော့ကြည်တယ်အဲ့ဒါနောက်တော့သမုဒ္ဒရာထဲမှာဂမူတွေကမောက်တွေတောင်တွေလိုဟာမျိုးတွေကလည်းရှိတာအလွန်နဲ့တဲ့နေရာမျိုးမှာအဲ့ဒါငါကဘလောက်ကြီးလဲဆိုတော့အဲ့ဒီတောင်ကိုပတ်ထားတာသူ့ရဲ့ခေါင်းကသူ့အမီးကိုပြန်ပြီးတော့ကြိုက်လို့ရတဲ့အနေအထားမျိုးအရွှေကြီးကြီးပေါ့နော်အဲ့ဒါကိုသူ့အမီးမသိဘူးကျန်တဲ့ငါးတကောင်ရဲ့အမီးထင်ပြီးတော့ကြိုက်လိုက်တယ်ဟုတ်လားအဲ့ဒီမှာအဲ့ဒီသူကြိုက်ချီလိုက်တဲ့တကယ်တမ်းအမီးကဘယ်သူအမီးဖြစ်နေသူ့အမီးဖြစ်နေတယ်အဲ့ဒီအသားကိုသူ့ပါဇက်ထဲလဲပါသွားပြီဆိုတော့ဒီကိုအောင်ကြီးကပေါက်ပြေးသွားပြီလေသွေးတွေပါတွေထွက်ပြီအဲ့ဒီမှာငါးသေးသေးတွေသူ့ထက်သေးတဲ့ငါးတွေကအကုန်လုံးလာပြီးတော့သူ့ကိုစားရတယ်အဲ့ဒါအယိုးပဲကျွဲ့တယ်
အယိုးတောင်လောက်ရှိတယ်လို့ဆိုတယ်အဲ့ဒါကိုအဲ့ဒီခေတ်ကဇံရအပင်ရှင်ယသိတွေကဒီအကြောင်းအရာကိုလူတွေကိုတဆင့်ပြန်ပြောလို့သမုဒ္ဒရာထဲမှာဒီလိုမျိုးအခြေအနေရှိခဲ့မှုတယ်ဆိုတာကိုသိရတယ်တဲ့အဲ့ဒါကိုတက်တည်ပြပြီးတော့မင်းကြီးလူသားဆိုတာမစားဘူးကိုယ်သားကိုပြန်စားရင်ဒုက္ခရောက်မယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့ပြမတမင်းကကလဟတဲ့မင်းမပုံနေပတ်တင်နဲ့ပြောတတ်တာမဟုတ်ဘူးငါလည်းပြောတတ်တယ်တဲ့မင်းကမစားနဲ့လို့ပြောပြီမလို့ငါကလည်းအလွန်စားခြင်းတယ်ပေါ့ကိုဖြစ်ချင်တာမဖြစ်ရဘူးကိုရချင်တာမရဘူးဆိုရင်လည်းပဲတည်တတ်တယ်တဲ့ဒါကြောင့်မလို့ငါဖြစ်ချင်တာတော့ငါဖြစ်အောင်လုပ်မယ်ပေါ့ဆိုလိုတဲ့အိဗယ်ကနော်အဲ့ဒါသူကဘာကိုတက်တည်ပေးတုံးဆိုတော့သူဇာတတတိရဲ့သားဆိုတာရှိတယ်ကွာတဲ့အဲ့ဒါဇံရယတိတွေကိုအဲ့ဒီတတိကကိုးဝယ်တာအဲ့ဒါဒီနေ့တော့အဲ့ဒီဇံရယတိတွေကဇဗုဒိကျွန်းကနေပြီးတော့မြောက်ကျွန်းကနေပြီးတော့သပြုတပြေသီးဆိုတာကိုခူးလာတာအဲ့ဒီတပြေသီးလေးကိုယူလာတဲ့အခါကျတော့ဒီတတိရဲ့သားဒီတပြေသီးကိုစားခြင်းစားခြင်းတော့ယတိတွေကိုငိုတောင်းတော့ယတိတွေကကျွေးလိုက်တာပေါ့ကျွေးတော့အဲ့ဒီတပြေသီးကအရန်ကောင်းတဲ့အခါကျတော့ယတိတွေကနောက်နေ့ရောက်တော့ဇန်နဲ့ပြန်သွားပြီးဒီကိုပြန်မလာတော့ဒီကလေးကအဲ့ဒီတပြေသီးကိုစားခြင်းထပ်တောင်းတယ်တပြေသီးကမရတော့ဘယ်မှာမှမရှိဘူးဘာကျွေးလို့မှမရဘူးအဲ့ဒီတပြေသီးမရတဲ့အတွက်ကြောင့်အဲ့ဒီကလေးစိတ်သက်ဖြစ်ပြီးတော့သေရှာတယ်ပေါ့ဒါကြောင့်တပြေသီးမစားလို့သေတဲ့ကလေးတောင်ရှိသေးတာလူသားမစားရင်ငါလည်းသေခြင်းသေသွားနိုင်တယ်ပေါ့မရှောင်နိုင်ဘူးပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ကာလဟကတခါတုထိယလူလင်ဆိုတာရှိတယ်တဲ့ဥမာတစ်ခုထပ်ပြရနော်အလွန်အမျိုးတန့်တဲ့ပိုက်ဆံပေါ်တဲ့တထေသားတစ်ယောက်ပေါ့နောက်အရက်ကြိုက်တဲ့အတွက်ကြောင့်ဒီစွန့်တဲ့အတွက်ကြောင့်ဆွေတွေမျိုးတွေစီးတဲ့ဥစ္စာတွေကိုစွန့်ပြီးတော့လမ်းဘေးမှာကိုယ်ကိုယ်ရမယ်တေခဲ့ရဘူးတဲ့ဒါကြောင့်ယတ္တတဏရှာရဲ့အလိုကိုမလိုက်သင့်ဘူးလို့ကာလဟတိကတရားချတာအဲ့လိုပြောတဲ့အခါကျတော့ပြမတတ်ကမင်းမအဲ့လိုပြောတတ်တာမဟုတ်ဘူးငါလည်းပြောတတ်တယ်ဆိုတဲ့သဘောမျိုးနဲ့နောက်ထပ်သူကလည်းပဲအဖြစ်ပြက်လေးတစ်ခုထပ်ပြောတယ်အဲ့ဒါကဘာလဲဆိုတော့စောစောကပြောခဲ့တဲ့တေးသွားတဲ့ကလေးရဲ့ဖေးသူဇာတာတကြွယ်ပေါ့နောက်တော့ယတိတွေကပြန်လာအဲ့တော့ယတိတွေနေတဲ့ကျောင်းကိုသူကသွားပြီးတော့အိတ်တာအိတ်တဲ့အခါကျတော့ညမှာတရားမင်းကအဲ့ဒီယတိတွေကိုလာပြီးတော့ရှိခိုးတယ်တဲ့အဲ့တော့တရားမင်းရဲ့နောက်ကနေနတ်သမီးတွေပါလာတယ်လို့ဆိုတယ်အဲ့ဒါကိုကျောင်းရဲ့အတွင်းထဲကနေပြီးတော့ကပ်ပေါက်ကြားကနေအယောင်ထွက်နေတာကိုကျောင်းမှာလိုက်ပြီးတော့အိတ်တဲ့အဲ့ဒီတကြွယ်ကချောင်းပြီးတော့ကြည့်အနတ်သမီးတွေကိုလည်းမြင်ရောအဲ့ဒီနတ်သမီးတွေရဲ့ပုံမှာဆွဲလန်းတယ်အိမ်လဲရောက်ပြီလဲဆိုရောနတ်သမီးပေးကြည့်ပြီးတောင်းတယ်တဲ့အိမ်မှာရှိတဲ့အမျိုးသမီးတွေကိုတစားဆင်းပြီးတော့ပြတယ်ဒါနတ်သမီးမဟုတ်ဘူးဒါဘလူးမတွေလို့ပြောတယ်တဲ့ဟောဒီလိုနဲ့လူရင်းလှည့်ရင်းနဲ့ပဲနတ်သမီးအာယုံကိုမြင်မိတဲ့အတွက်ကြောင့်မရလို့အဲ့ဒီသူဇာတတထေဟာအသက်ဆုံးရဘူးတဲ့ဒါကြောင့်ငါလည်းပဲလူသားမစားရင်သေခြင်းသေသွားနိုင်တယ်မရှောင်နိုင်ဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့ကာလဟတိကနောက်ထပ်ပုံတစ်ခုထုတ်ပြန်တယ်သူ့ရဲ့ရှင်မင်းကိုနှမျောလို့ပေါ့နော်ဟင်းသာကိုတောင်းဇတ်တူသားကိုစားလို့ပျက်စီးရတယ်ဆိုတဲ့ဇတ်တစ်ခုရှိတယ်အဲ့ဒါလည်းပေးတို့ကြားဦးမယ်ထင်ပါတယ်နော်ပင်ကိုကြီးကတလလျင်ဒီကူပေါက်ကိုຫນွေကျိုးလောက်ရှိတဲ့နတုခန္ဓာကိုယ်ကထွက်တဲ့အမြင်နဲ့ရှစ်ပတ်ထားတာအောက်ကဟင်းသားတွေကမိုးလေးလားဒီထဲမှာတလေးစပယ်နှံကိုချီပြီးတော့နေကြတာအဲ့ဒီဟာကိုဖောက်ပြီးတော့ထွက်ရတာတစ်နှစ်မှာတော့မိုးက4လနဲ့မဟုတ်ဘဲနဲ့9လလောက်ရွာနေတဲ့ခါကျသူတို့မထွက်နိုင်အဲ့တော့ဒီဟင်းသားတွေကဘာလုပ်ကြတော့စားစရာမရှိတော့အချင်းချင်းစားကြတာအချင်းချင်းစားတဲ့ခါကျတော့ဒီຫນွေဒီပင့်ကူရဲ့အမြင်တွေကိုဖြတ်ပြီးတော့ဖောက်နိုင်တဲ့ဟင်းသားကအားမရှိတော့သူမဖောက်နိုင်ဒါကြောင့်မလို့ပင့်ကူကအဲ့ဒီဟင်းသားတွေအကုန်လုံးကိုဂူထဲမှာတကောင်ပြီးတကောင်စားတာဇတ်တူသားကိုစားတဲ့အတွက်ကြောင့်အားပြက်ပြီးတော့ဟင်းသားကိုတောင်ပျက်စီးခဲ့ရဘူးတဲ့ဒါကာလဟတိကလူသားကိုမစားဘူးတရားချတာပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ပြမတတ်ကထပ်ပြီးတော့ပုံတစ်ခုပြောမယ်လို့သူကလည်းစဉ်းစားတာအဲ့ဒီမှာတီးမခံနိုင်တဲ့လူကဘယ်သူလဲဆိုတော့ဝိုင်းဝန်းကြည့်နေကြတဲ့ပြည်သူလူထုတိုင်းသူပြည်သားကတီးမခံနိုင်တော့ဒီလောက်ဆိုးတဲ့ရှင်မင်းတိုင်းပြည်နဲ့မတန်ဘူးနှင်းထုတ်ရမယ်ဆိုပြီးတော့အကြမ်းဖက်ကြတာပေါ့နော်အဲ့ဒီကြတော့သူကလည်းပဲကြောက်သလားဆိုတော့မကြောက်ဘူးနော်ဂိုင်းနဲ့မင်းတို့တိုင်းပြည်ကိုမနေရဘူးဆိုရင်လည်းငါထွက်ပါမယ်ဒါပေမဲ့ငါ့ကိုတန်လျက်တစ်ချောင်းရဲ့အိုးတစ်လုံးရဲ့ငါရဲ့စားတော်ကဖြစ်တဲ့ရတ္တကရဲ့တော့ပေးလိုက်များများမတောင်းဘူးနော်တန်လျက်ရဲ့အိုးရဲ့စားတော်ကရတ္တကရဲ့အဲ့ဒီသုံးခုယူပြီးတော့ထွက်သွားတာ
အဲ့ဒါယတကကလူကိုရှာရတယ်တောထဲမှာနေတာသူ့အခြေအနေလေးကခက်ဆန်းဆန်းပဲဟုတ်လားနောက်တော့ဒီနေ့တော့ယတကကအစာရှာမရခဲ့ဘူးလူရှာမရခဲ့ဘူးဆိုတော့ပင်မင်းမြတ်ဒီနေ့တော့တယောက်မှမရခဲ့ဘူးမရလည်းကိစ္စမရှိပါဘူးကွာအိုးသာတဲပါလို့ပြောတဲ့အဲ့ဒီယတကကိုပဲတတ်မှာနော်ယတကဟာသူ့ကိုချက်ပြုတ်မဲ့အိုးကိုသူကိုယ်တိုင်တဲခဲ့ရတယ်အဲ့ဒါအိုးလဲတဲပြီးပြီဆိုတော့အဲ့ဒီယတကကိုတတ်ပြီးတော့စားတာအဲ့ဒီအချိန်ကစပြီးတော့သူစားဖို့တာကိုသူကိုယ်တိုင်ရှားရတယ်ဒီလိုနဲ့အချိန်ကာလကြာလာတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့နော်ပုံနာတယောက်ကိုသူလိုက်ပြီးတော့ဖမ်းတာသူ့ရဲ့တောထဲကဖြတ်တဲ့ပုံနာတယောက်ကိုလိုက်ဖမ်းတာအဲ့ဒီပုံနာကဒီတောထဲမှာဒီဘောဓိတာရတောင်းကျမ်းတယ်ဆိုတာကိုသိလို့လူအများကြီးကိုပတ်စံပေးပြီးတော့ငှားလာတာအဆောင်ရှောက်လုပ်ဖို့ပေါ့ဒါပေမဲ့ तू ကမကြောက်ဘူးငါဟဲ့ဘောဓိတာရဆိုပြီးတော့ဖမ်းတာအဲ့ဒါလူတွေကအကုန်လုံးပြားပြားဝဲရတယ်သူ့ရဲ့အရှိန်ကလည်းရှိတယ်ဒါမဲ့လူတွေကဒီပုံနာကိုဖမ်းသွားပြီလဲဆိုရောသူ့စီကပတ်စံယူထားတာတို့ဒီတိုင်းလက်လွတ်လိုက်တော့အဆင်မပြေသေးဘူးဆိုတော့ဝိုင်းပြီးတော့ညာတန်ပြီးတော့လူအားနဲ့သူ့ကိုလိုက်ကြတာအဲ့ဒီတော့လဲသူနည်းနည်းတော့ထိတ်လန့်မှုရှိတယ်ပေါ့အဲ့ဒါနဲ့ပုံနာကိုထမ်းပြီးတော့သူပြေးတာပြေးနေဦးဇင်းတို့ဒီခြုံဘုတ်တစ်ခုကိုကြော်လိုက်တဲ့အခါမှာဟိုဘက်ကရှားငုတ်တို့သူခြေအောင်နဲ့တက်ပြီးတော့နင်းမိတယ်အဲ့ဒီမှာသူတန်ရရတယ်ရတဲ့ခါကျတော့ဒီတိုင်းပြေးလို့တော့မလွတ်ဘူးဆိုပြီးတော့အဲ့ဒီပုံနာကိုချထားခဲ့တယ်နောက်ကလူတွေကလည်းပဲပုံနာရပြီကို့အရှင်သခင်ရပြီဆိုတော့ဆက်မလိုက်တော့ဘူးပေါ့အဲ့ဒီမှာဖြစ်လာတဲ့အနေအထားကဘာလဲဆိုတော့ဒီခြေတော့ကိုစူးမိတဲ့ရှားငုတ်တန်ရကမပြောက်ဘူးအဲ့တော့ဘာလုပ်လဲဆိုတော့အဲ့ဒီနားမှာအလွန်ကြီးတဲ့ညောင်မကြီးတစ်ပင်ရှိတယ်သူနေတဲ့နေရာပေါ့တစ်ပင်ကြီးအရန်ကြီးပြီဆိုရင်ဒီပင်မှာတစ်ပင်ဆောင်တက်ရှိလိမ့်မယ်လို့တော့ထင်ကြတာပေါ့နော်တကယ်လေအဲ့ဒီပင်ကြီးကညောင်မင်းဆောင်တက်ကရှိနေတယ်တဘောဓိတာတာကဘာလုပ်လဲဆိုတော့ညောင်မင်းဆောင်တက်မင်းကိုတိုင်တယ်တဲ့ဒီအနာကို9ရက်အတွင်းသာပျောက်အောင်လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်တရားတစ်ပါးသောမင်းတို့ရဲ့သွေးနဲ့ပူဇော်ပါမယ်ရောအဲ့လိုတိုင်တယ်လားအဲ့ဒါနတ်ကမလို့သူ့ရဲ့အနာကပြောင်းလဲသွားတာတော့မဟုတ်ဘူးဘာမှမစားရမတော့ရလို့ဒီတိုင်းကြီးနေတဲ့အခါကျတော့အနာကမန်းတိတ်ပြီးတော့ခြောက်ပြီးတော့ပျောက်သွားအဲ့ဒီအနာပျောက်သွားတာကံဆိုးတာပဲနော်အနာပျောက်သွားပြီဆိုတော့ဘသူရဲ့တကိုးကြောင့်ပျောက်တယ်လို့သူထင်တော့နတ်ရဲ့တကိုးကြောင့်ပျောက်တယ်လို့ထင်တာနော်ဒါကြောင့်နတ်ဟာသူကျေးဇူးရှင်ဖြစ်သွားတယ်အဲ့ဒါနဲ့ငါဂရိတီရမယ်ဆိုပြီးတော့တရားတစ်ပါးသောမင်းတွေကိုဖမ်းဖို့သူစ조사ရတယ်ဖြစ်ချင်တော့ဘာလဲဆိုတော့လွန်ခဲ့တဲ့ဘဝကသူနဲ့တငယ်ချင်းတော်ခဲ့တဲ့ဘလူးကမသေးဘူးရှိတယ်အဲ့ဒီဘလူးကသူ့ကိုဗဒလက္ခဏမန္တန်ဆိုတာပေးတယ်တဲ့အကြားအတောင်မှန်တက်ပေးလိုက်တယ်လို့မျိုးပေါ့ဟုတ်လားသူပို့ပြီးတော့စွန့်သွားတယ်အဲ့ဒါနဲ့မင်းတွေကိုအများကြီးလိုက်ဖမ်းတယ်ဖမ်းရတိုင်းသောမင်းတွေကိုသူကလက်ဖွားကိုဖောက်ပြီးတော့အဲ့ဒီညောင်မဲမှာခြေထောက်နဲ့မြေကြီးနဲ့မထိတထိအနေထားမျိုးနဲ့တွဲလောင်းဆွဲထားရဲလဲရက်ဆက်တယ်ပေါ့နော်အဲ့လိုမင်းတွေတော်တော်များများဖမ်းပြီးပြီဆိုတော့ညောင်မင်းဆောင်တက်ကစိတ်ပြက်တယ်ပေါ့နော်သူ့ညောင်မင်းအောက်မှာတကယ်ကိုသွေးတန်ရဲရဲနဲ့ကြက်သေးမရှိမင်္ဂလာမရှိသူလည်းဘာမှလုပ်ပေးရတာမဟုတ်ဘဲနဲ့သူ့ရဲ့ကျေးဇူးဆက်ပုံကြီးကစိတ်ပြက်စရာကြီးပေါ့နော်အဲ့ဒါနဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတော့သူမတားတတ်ဘူးအဲ့ဒါနဲ့စတုမာတဲ့နမကြီးလေးပါးစီကိုသွားပြီးတော့အကြောင်းကျိုးသွားပြောတယ်တဲ့ဒီကိစ္စဘယ်လိုကင်တွယ်ရမလဲပေါ့ငါတို့စီကိုလာပြီးတော့အကြံဉာဏ်မတောင်းနေတဲ့ပြဿနာပေါင်းများစွာကိုတပြိုင်တည်းဖြေရှင်းနေတဲ့တရားမင်းဒီကိုသွားပြီးတော့အကူကြီးတောင်းကြည့်အဲ့ဒါညောင်မင်းဆောင်တက်ကတရားမင်းဒီရောက်သွားတယ်တရားမင်းဆိုတာကတကယ်လဲညံကောင်းတယ်ပေါ့နော်မြင်တယ်ဘာမြင်လဲဆိုတော့ပညာရှိတဲ့ပုဂ္ဂိုလ်တယောက်နဲ့တွေ့မှသာလေဒီပြဿနာအခက်ခဲဟာပြေလည်နိုင်လိမ့်မယ်ပေါ့အဲ့ပညာကဘယ်သူရှိလဲလို့ကြည့်လိုက်တော့ဇဝတိကျွန်းမှာတုဒ္ဒသမကိုမှီတဲ့ပညာကြီးတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဒါကြောင့်မလို့ညောင်မင်းဆောင်တက်ကိုအကြံပေးတယ်မင်းအဲ့ဒီဘောဓိတာတာကိုထင်ပြပြီးတော့ရှိရနေပြေးတွေ့ပြီဆိုလို့ရှိရင်မကျေနပ်တဲ့အကြောင်းပြောဘာလို့မကျေနပ်လဲလို့မေးလို့ရှိရင်ပုံတော်ကြောမင်းတွေကိုဖမ်းလာပြီးတော့လာပူဆိုတယ်တကယ်မင်းကိုကြတော့မဖမ်းဘူးဒါကြောင့်တုဒ္ဒသမမပါလို့ငါမကျေနပ်နိုင်ဘူးလို့မင်းပြောလိုက်အဲ့ဒါဆိုရင် तू ကတုဒ္ဒသမကိုရအောင်ဖမ်းလိုက်မယ်အဲ့ဒီတုဒ္ဒသမမင်းပညာရှိရောက်လာပြီဆိုရင်ဒီပြဿနာကိုသူရှင်းလိုက်မယ်ပညာရှိကိုယုံကြည်ရနော်ဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့ညောင်မင်းဆောင်တက်ကအဲ့ဒီဗောဓိတာရမြင်အောင်ယဟန်အသွင်ပြတယ်လို့ဆိုတယ်တော့ယဟန်ဆိုတာလည်းမင်းတစ်မျိုးပဲဆိုတော့တတ်ဖို့လိုက်တယ်ဒီဗောဓိတာရကဒါပေမဲ့လိုက်တယ်မမိဘူး
မမိတဲ့အခါကျတော့ရပ်ပါလို့ပြောတဲ့အခါကျတော့တင်မစုတုံးလို့မေးတော့ညောင်မင်းဆောင်နှက်ဖြစ်တယ်ပေါ့ဟာညောင်မင်းဆောင်နှက်ဆိုရင်သူ့ကြည်သူရှင်ကြီးပဲပေါ့အေးတဲ့ဒါပဲငါမကြည်နှက်ဘူးဘာဖြစ်လို့လဲဆိုတော့တုဒ္ဒသောမမင်းမပါလို့အဲ့ဒါလိုလေပြောလိုက်ရောတုဒ္ဒသောမမင်းကိုသူဘာလုပ်မလို့ဖမ်းမယ်လို့အဲ့ဒီမှာသူစဉ်းစားတယ်အဲ့ဒါနဲ့တုဒ္ဒသောမမင်းကိုဖမ်းဖို့သူအများကြီးကြိုတင်ပြင်ဆင်ရတယ်အဆောင်အကျက်လည်းများလို့ပေါ့ဒါဘယ်လိုဖမ်းမလဲဆိုတော့ဘယ်နေ့ဘယ်အချိန်မှာတုဒ္ဒသောမမင်းဟာခေါင်းစည်းမင်္ဂလာပြုတ်လိုက်မယ်မင်္ဂလာကံတော်မှာအဲ့လိုဆိုရင်အဲ့ဒီမင်္ဂလာကံတော်တွေကိုငါအရင်ဆင်းထားပြီးတော့ကြာရွက်ကိုခေါင်းဆောင်းပြီးတော့သာသာလေးအဲ့ဒီထဲမှာပုံနေမယ်အဲ့ဒီတန်းနဲ့သူသွားဆောက်ဟုတ်တယ်အဲ့ဒီနေ့မှာတုဒ္ဒသောမမင်းကဆင်စည်းပြီးတော့မင်္ဂလာကံတော်ကိုခေါင်းစည်းမင်္ဂလာပြုဖို့ထွက်လာတာအဲ့ဒါလမ်းမှာဘာနဲ့တွေ့လဲဆိုတော့နန္ဒပုံနာဆိုတာနဲ့တွေ့တယ်တဲ့အဲ့ဒီနန္ဒပုံနာကရက်ပြီးတော့ဘေးမင်းနေရတကားထားလို့တကားထားလျင်တရားတန်တဲ့နော်တတရဟဂါထာတွေကိုဘေးမင်းမြတ်ကိုနော်ဆက်တတရားရှိပါတယ်ပေါ့ဒါဟာကတ္တပမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဟောခဲ့တဲ့ဂါထာတွေလို့နာမည်ကြီးတယ်ပေါ့ဟုတ်တယ်အဲ့ဒါအမှန်လည်းပဲကတ္တပမြတ်စွာဘုရားဟောခဲ့တဲ့ဂါထာ၄ပုဒ်ဒီဂါထာတွေကိုဟောလို့ရှိရင်များသောဖြင့်တကားထားလျင်နော်တရားပူဇော်ကြလို့တရားတန်ဂါထာလို့ဒီလိုမျိုးနာမည်ရှိတယ်တဲ့အဲ့လိုမျိုးနန္ဒပုံနာကနော်လမ်းပေါ်ကနေပြီးတော့ရှောက်တဲ့အခါကျတော့တုဒ္ဒသောမမင်းကအေးတဲ့အဲ့ဒါလို့ဆိုရင်အခုငါခေါင်းစည်းမင်္ဂလာသွားပြုမှာမို့လို့ခေါင်းစည်းမင်္ဂလာပြုပြီးပြီတန်တန်ရှင်းရှင်းဖြစ်ပြီဆိုတော့မှနန်းတော်မှာငါအဲ့ဒီဂါထာ၄ပုဒ်ကိုနားပါမယ်အခုတော့ငါခေါင်းစည်းမင်္ဂလာသွားပြုလိုက်ဦးမယ်ဒါကြောင့်နန်းတော်ကစောင့်ပါလို့ချိန်ထားခဲ့တယ်အဲ့ဒါနဲ့ခေါင်းစည်းမင်္ဂလာပြုဖို့မင်္ဂလာကံတော်ကိုသွားတော့ဩရိတာကစဉ်းစားတယ်ဘယ်အချိန်မှဒီမင်းကိုဖမ်းရမလဲဒီအချိန်မှဖမ်းမယ်ဆိုလို့ရှိရင်တော့သူ့မှာဝတ်စားထားတဲ့အဝတ်စားတွေကအလေးကြီးငါအလကားလေးနေလိမ့်မယ်ပေါ့ဟုတ်လားအဲ့ဒီလက်ဝတ်စားတွေအစင်တရားတွေအကုန်လုံးဖြုတ်ထားပြီးခေါင်းစည်းမင်္ဂလာပြုအံ့စေအချိန်ကလေးမှာငါဖမ်းမယ်လို့သူကတေချာကြည့်နေနော်အကုန်လုံးအဝတ်စားအစင်တရားတွေဖြုတ်ပြီးတော့ခေါင်းစည်းမင်္ဂလာပြုပြီဆိုတဲ့အချိန်မှာအဲ့ဒီကံလေးကနေခုံထွက်တယ်ဘလူပေးထားတဲ့မန္တရဲ့အစွမ်းလဲပါမယ်ပေါ့နော်ဩရိတာရလို့သူကျင်းဝါလိုက်တာနဲ့စောင့်နေတဲ့အဆောင်ချက်တွေကအကုန်လုံးဟာကြောက်လန့်ပြီးတော့ပြားပြားဝတ်တယ်လို့ဆိုတယ်ဒါလည်းသူ့ရဲ့အစွမ်းပေါ့နော်အဲ့ဒီအချိန်မှာပဲတုဒ္ဒသောမမင်းကိုပခုံးနဲ့ထမ်းပြီးတော့သူပြေးတာဒီပြင်မင်းတွေကိုဖမ်းပြီးဆိုရင်တော့ခြေတော်နဲ့ချောင်းကနေဆွဲတယ်တဲ့နောက်ပြန်ဆွဲသွားတာအဲ့ဒါသူ့ရဲ့ဖနှောင်းနဲ့အဲ့ဒီဘင်းရဲ့ခေါင်းနဲ့ကိုရိုက်ပြီးတော့သူကပြေးတာဒါပေမဲ့ဒီတုဒ္ဒသောမမင်းကတော့သူ့ရဲ့ဆရာလည်းတော်ခဲ့ဘူးတဲ့သူကိုတိုက်ကလည်းလေးစားမှုကြည်ညိုမှုရှိပြီးသားညောင်မင်းဆောင်နတ်မင်းကြီးကျင်းတဲ့အောင်လို့သာသူကလှုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုလုပ်တော့ဆိုရိုးရိုးသေးသေးပဲပခုံးပေါ်ကနေထမ်းသွားတာအဲ့လိုထမ်းသွားတဲ့ခါကျတော့ဟိုကခေါင်းစည်းမင်္ဂလာပြုတ်ရဲ့တန်လန်းကြီးကနေထမ်းခံရတာဆိုတော့ခေါင်းကဆပင်ကကြီးကတစ်ဆက်သူ့ဘောကိုကြားတယ်ပေါ့အဲ့တော့ तू ကဘယ်လိုထင်လုံးဆိုတော့ဩငါရဲ့ဆရာပညာရှိလာပါတယ်ဆိုတော့မဟာတုဒ္ဒသောမမင်းကြီးလည်းပဲသေရမှာတော့ကြောက်ရှာသားပဲမျက်ရည်ကြားတယ်လို့ထင်တယ်ဟုတ်လားသေရမှာကြောက်သလားဘာလို့မျက်ရည်တွေကြားနေတာတော့ဆိုသေရမှာမကြောက်ပါဘူးတဲ့ငါမျက်ရည်ကြားတာလည်းမဟုတ်ဒါပေမဲ့ငါစိတ်မကောင်းတာတခုတော့ရှိတယ်မင်းငါ့ကိုအောက်ခဏချပါဦးပေးလို့တဲ့နေရာရောက်သွားပြီဆိုတော့ပြောကြတာပေါ့နော်အဲ့ဒါနဲ့အောက်ကိုခဏချတဲ့အခါကျတော့မင်းငါ့ကိုလွတ်ပါငါတေချာပေါက်ပြန်လာခဲ့ပဲဘာဖြစ်လို့ငါပြန်ကျင်တာလဲဆိုတော့နန္ဒပုံနာကငါ့ကိုဟောပြမယ်ကတ္တပမြတ်စွာဘုရားရှင်ရဲ့ဂါထာ၄ပုဒ်ဆိုတာကိုငါနာဖို့အယံစိတ်အားထက်သန်နေတယ်ပေါ့အဲ့ဒါကိုငါနာဖို့နန်းတော်မှာလည်းတိတိကျကျချိန်ထားခဲ့တယ်ဒါကြောင့်မင်းငါ့ကိုလွတ်ပါငါတေချာပေါက်ပြန်လာခဲ့ပါမယ်ဆိုဩရိတာကပြုံးတယ်ပေါ့နော်ကိုယ့်ကိုတတ်မဲ့နေရာကိုတေချာပေါက်ပြန်လာခဲ့မယ်ဆိုတာအဲ့ဒါဖြစ်နိုင်မှာမလားမယုံဘူးပေါ့နော်မင်းမြဲတဲ့ဒါဟာမဖြစ်နိုင်တဲ့ကိစ္စပဲကိုယ့်ကိုတတ်မယ်ဆိုတာကိုသိတဲ့နေရာမှာပြန်လာမယ်ဆိုတာဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာမလို့မယုံဘူးဆိုတော့ဩရိတာတဲ့တီလာရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်တော့မှလိန်ညာတယ်လို့မရှိဘူးလိန်ရတာတဲ့တေရတာကကောင်းသေးတယ်တဲ့တီလာရှိတဲ့လူတယောက်အတွက်အဲ့ဒီမှာဘုရားလောင်းကရဲရဲဝံ့သူ့ရဲ့နော်တစ္ဆာမှာတီးတဲ့သဘောကိုပြောပြတာပေါ့။ဘာပြောလို့ဆိုတော့ဒီလောကကြီးမှာနေတွေလတွေပြုတ်ကြရဤတဲ့ငါဘယ်တော့မှမှုသားမပြောဘူးတဲ့။ဟုတ်လား။မြစ်တွေအညာကိုဆမ်းပြီးတော့တက်သွားရဤငါဘယ်တော့မှမှုသားမပြောဘူးတဲ့။နော်စီးစင်းနေတဲ့မြစ်တွေအပေါ်ဆမ်းပြီးတော့တက်သွားခြင်းတက်သွားမယ်ငါဘယ်တော့မှလိန်ညာတဲ့စကားမပြောဘူးပေါ့နော်။
ဟောဒီကဘာမြေကြီးပြန်ပြီးတော့လှမ်းပြီးတော့မှောက်ခြင်းမှောက်သွားလိမ့်မယ်တဲ့ငါဘယ်တော့မှမှုသားစကားမပြောဘူးတဲ့တော့မြင့်မို့တောင်ကြီးနေရာရွေ့ခြင်းရွေ့သွားလိမ့်မယ်ငါဘယ်တော့မှမှုသားမပြောဘူးတဲ့မင်းငါနဲ့အတူတူနေခဲ့ဘူးတာငါဘယ်တော့မှလိန်ပြောတာကိုမင်းတွေ့ဖို့လေပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ပောဓိတာရကသူ့ရဲ့ဆရာကိုလေးစားမှုလည်းရှိတဲ့အခါကျတော့ပြန်လာမှတေချာရဲ့လားတေချာတယ်အဲ့လိုဆိုရင်မင်းကြီးကြိမ်မာတဲ့ကြိမ်မာကြိမ်ခိုင်းတာနော်အဲ့ဒီခေတ်ကကြိမ်တာကသူကဒီဓာတ်တို့တန်လျက်တို့လှမ်းတို့အဲ့ဒါကိုခိုင်းတွဲပြီးတော့ကြိမ်လို့ရှိရင်သူကဒါကြောက်စရာအကောင်းဆုံးကြိမ်တွဲမှုလို့ဆိုနိုင်တယ်ပေါ့အဲ့ဒါဘောတုဒ္ဒသောမကအဲ့ဒီဓာတ်ကိုခိုင်းပြီးတော့ကြိမ်တာသူပြန်လာခဲ့မယ်ပေါ့အဲ့ဒါဗောဓိတာရကဘယ်လိုစိတ်ကူးလဲဆိုတော့စိတ်ထဲမှာနည်းနည်းနူးညံ့မင်းကြီးကိုငါပြန်လွတ်မယ်သူ့စိတ်တွေးထဲမှာပြန်လာခြင်းလဲလာမလာခြင်းလဲနေပါစေတကယ်လို့ညောင်မင်းဆောင်တက်ကမကြည်နပ်ဘူးဆိုရင်ငါရဲ့လက်မောင်းသွေးကိုပဲဖောက်ပြီးတော့ငါတုဒ္ဒသောမမင်းရဲ့ကိုစားဆိုပြီးတော့ဒီလိုပဲပူဇော်လိုက်တော့မယ်မင်းကြီးစိတ်ဆင်းရဲတော့သူသိမကြည့်ခြင်းဒါပေမဲ့ပြန်လာခြင်းလဲလာပါစေမလာခြင်းလဲနေပါစေသူ့စိတ်ထဲမှာအဲ့ဒီတွေးရှိတယ်အဲ့တော့မင်းကြီးကိုပြန်လွတ်လိုက်တဲ့အခါကျတော့မင်းကြီးကနန်းတော်ကိုပြန်သွားတာပြန်တော့အပြင်ဘက်ကစစ်တပ်ကစောင့်နေတာရှိတယ်သူ့လူတွေစောင့်နေတာရှိတယ်နော်အဲ့ဒါမင်းကြီးကအဲ့ဒီအစောင့်နေနဲ့တိုင်းပြည်ပြန်ဝင်ပြီးတော့ဘာလုပ်လဲဆိုတော့နန္ဒပုံနာဟောတဲ့ဂါထာ၄ပုဒ်ကိုအဲ့ဒီမှာနာတာအဲ့ဒီဂါထာ၄ပုဒ်ကဟိုတုန်းကဦးဇင်းတို့လောက်နန်းသာသနာပြုရှင်တော်ဘုရားကြီးဥဒ္ဓမသာရနော်အမြဲတမ်းရွတ်ဖတ်တာရှိတယ်နော်1000တန်ဂါထာများ3သိန်းတန်ဂါထာများနာမည်အမျိုးမျိုးတော့သူကတော့ရတာပေါ့လေအဲ့ဒီဂါထာ၄ပုဒ်ကကောင်းတာတော့လည်းပဲအမှန်ပဲမကောင်းမေးနေမလားလေဘုရားဟောထားတဲ့ဒေသနာတွေပဲဟုတ်လားအဲ့ဒီဂါထာ၄ပုဒ်ကိုနည်းနည်းလေးမှတ်ကြည့်မယ်နော်တကိန်ဒေဝမဟာရာဇတပ္ပိဟောတိတမဂမောသာနံသင်္ကတိပါဠိတိနာတပ္ပိဘဟုသင်္ကမောတဲ့ပထမဂါထာလေးကအဓိပ္ပာယ်ကဘာပြောတော့မဟာရာဇမင်းမြတ်တပ္ပိသူတော်ကောင်းတို့နဲ့တကိန်ဒေဝတစ်ကြိမ်သားလျင်ယောတမဂမောအကျင့်ပေါင်းဖော်ခြင်းသည်အဋ္ဌိရှိ၏သာသင်္ကတိထို့သို့ပေါင်းဖော်ခြင်းသည်နံထို့သို့ကိုပါဠိတိစောင့်ရှောက်၏အတ္တပိသူတော်မဟုတ်သူယုံမာတို့နှင့်ဘဟုကျိန်ဖန်များစွာယောသင်္ကမောအကျင့်ပေါင်းဖော်ခြင်းသည်နံထို့သို့ကိုနပါဠိတိမစောင့်ရှောက်တဲ့အဓိပ္ပာယ်ကဘာပြောတာတော့နောက်သူတော်ကောင်းအနေနဲ့တစ်ကြိမ်လောက်ပေါင်းလိုက်ရခြင်းဟာအဲ့ဒီတစ်ကြိမ်လောက်ပေါင်းလိုက်ရတာကိုအကြောင်းပြုပြီးတော့အဲ့ဒီသူတော်ကောင်းတွေရဲ့စောင့်ရှောက်မှုအကျိုးကျေးဇူးပြုမှုဆိုတာကိုရတယ်နောက်သူယုံမာတို့နဲ့ကြတော့အကြိမ်ပေါင်းရာချီပြီးတော့ပေါင်းရတင်းရတော့လည်းပဲအဲ့ဒီသူယုံမာကြောင့်ကောင်းကျိုးချမ်းသာရတယ်စောင့်ရှောက်တယ်ဆိုတာမရှိဘူးတဲ့သူတော်ကောင်းနဲ့သူယုံမာရဲ့တန်ဖိုးကိုပြောတာနော်ဒါကပထမဂါထာနည်းနည်းပဲဦးဇင်းတို့ရှင်းပြနိုင်မယ်ဟုတ်လားနောက်ထပ်ပြောစရာတွေအများကြီးရှိတယ်နော်နောက်ဒုတိယဂါထာကဘာပြောတော့တပ္ပိဒေဝသမာတေထတပ္ပိကုဗ္ဗေထတန်ထဝံတတံတတ္တမမညာယတေယောဟောတိနပါပိယောတဲ့ရာဇမင်းမြတ်တပ္ပိဒေဝသူတော်ကောင်းတို့နဲ့သာလင်သမာတေထပေါင်းဖော်ကုန်ရ၏တပ္ပိသူတော်ကောင်းတို့နဲ့တန်ထဝံပေါင်းဖော်ခြင်းကိုကုဗ္ဗေထပြုကုန်ရ၏တတံဖျားဆရှိသောပညာရှိတို့၏တတ္တမသူတော်ကောင်းတရားကိုအညာယသိ၍တေယောအထူးသဖြင့်မြတ်သည်ဟောတိဖြစ်၏ပါပိယောယုံညံ့သည်နာဟောတိမဖြစ်ရတဲ့အိဗေကဘာပြောတာတော့သူတော်ကောင်းတွေနဲ့ပေါင်းသူတော်ကောင်းတို့နဲ့ပေါင်းခြင်းကိုအကြောင်းပြုပြီးတော့တကယ်လို့သူတော်ကောင်းတရားကိုသာသိရမယ်ဆိုရင်အဲ့ဒါမြင့်မြတ်မှုသာလည်းဖြစ်နိုင်တယ်ယုံညံ့မှုအဖြစ်နိုင်ဘူးတဲ့တနည်းအားဖြင့်အမျက်ဖယ်ရမယ်အရှုံးဆိုတာဘယ်တော့မှမရှိဘူးတဲ့နောက်သူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းနဲ့ပေါင်းလို့ရှိရင်သူတော်ကောင်းတရားကိုသိရလိမ့်မယ်သူတော်ကောင်းတရားကိုသိရပြီဆိုရင်တော့ယုံညံ့မှုဆိုတာဘယ်တော့မှမရှိဘူးမြင့်မြတ်မှုသာလည်းသိကြပါဦးဖြစ်လိမ့်မယ်လို့ပြောတာဒါဒုတိယဂါထာပါနော်နောက်တတိယဂါထာပါပြောတော့ရှိရန်တိဝေရာဇရထသူစိတ်တာအထောတရိတံပိစရံဥပေတိတတင်စဓမ္မောနာစရံဥပေတိတန်တော်ဟဝေတပ္ပိပဝေတယံတိအဓိပ္ပာယ်ကဘာပြောတော့ရာဇမင်းမြတ်သူစိတ်တာကောင်းစွာစမ်းကြယ်ကုန်သောရာဇရထမင်းစီယထာတို့သည်ဝေစင်စစ်ဧကံအပြင်ဇီရန်တိရွှေမြေပျက်စီးကုန်၏အထောထုံမတပါတရိတံပိဒီခန္ဓာကိုယ်ကြီးတည်လိပြီစရံအိုခြင်းသို့ဥပိတိရောက်တတ်၏တတံသူတော်ကောင်းတို့၏ဓမ္မောစနိဗ္ဗာန်တိဟုသောတရားတွေကစရံအိုခြင်းသို့နဥပိတိမရောက်တန်တော်ဘုရားဆရှိသောသူတော်ကောင်းတို့သည်တပ်ပြီးနိဗ္ဗာန်တိဟုသောသူတော်ကောင်းတရားကိုဟဝေစင်စစ်ဧကံပဝေတယံတိချီးမွမ်းကြကုန်၏တဲ့နော်လောကကြီးမှာမင်းစည်းတဲ့ယထာတွေစမ်းစမ်းကြဲကြဲခက်ခဲချင်းရဲ့လှုပ်ထားတယ်ဒါပေမဲ့အဲ့ဓာတွေဟာတစ်ချိန်ကြတော့အိုမင်းဟောင်းတွန်းဆွေးမြေ့ပြီးတော့သုံးမရတဲ့အနေအထားကိုရောက်သွားတယ်ပေါ့အဲ့လိုပဲတတ္တဝါတွေရရှိနေကြတဲ့ခန္ဓာအသီးသီးဟာလည်းပဲတစတစနဲ့အိုမင်းယိုယွင်းပြီးတော့နောက်ဆုံးသုံးစားလို့မရတဲ့အနေအထားတွေရအောင်ပျက်စီးသွားလိမ့်မယ်ပေါ့
ဟောဒီလောကကြီးမှာအိုမင်းချင်းဆွေးမြေချင်းပျက်စီးခြင်းမရှိတဲ့နိဗ္ဗာန်ဆိုတဲ့သူတော်ကောင်းတရားဆိုတာရှိတယ်ပေါ့နော်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားကတော့ဘယ်တော့မှအိုတွေဟောင်းတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒီသူတော်ကောင်းတရားတွေကိုဘုရားစရှိတဲ့သူတော်ကောင်းကြီးတွေဟာအလွန်တရာမှချီးမွမ်းကြတယ်တဲ့ဒါအကောင်းဆုံးပဲဆိုတာကိုသိတဲ့မြင်တဲ့နားလေတဲ့အတွက်ကြောင့်အဲ့ဒီသူတော်ကောင်းတရားကိုသူတော်ကောင်းတွေဟာချီးမွမ်းကြတယ်တဲ့ဒါကတတိယဂါထာပေါ့နော်နောက်၄ခုမြောက်ဂါထာကဘာပြောတော့နဗင်စတူတွေပထဝီစတူတွေပါရံသမုဒ္ဒတတတာဟုတူတွေတတောဟဝေဒုရတရံဝရံတိတတင်စဓမ္မောအတတင်စရာဇရာဇမင်းမြတ်နဗင်စကောင်းငင်တီလီဒူတွေမြေကြီးနဲ့ဝေးကွာလာကြ၏ပထဝီစမြေကြီးတီလီဒူတွေကောင်းငင်နဲ့ဝေးကွာလာကြ၏ကောင်းငင်ဟာမြေကြီးနဲ့အဝေးကြီးပဲအဲ့လိုပဲမြေကြီးကလည်းကောင်းငင်နဲ့အဝေးကြီးပဲတဲ့သမုဒ္ဒတာသမုဒ္ဒရာဤယံပါဒအကျင့်တစ်ဖက်ကန်းသည်အဋ္ဌိရှိတံပါဒထိုတစ်ဖက်ကန်းသည်ဒူတွေဝေးသည်ဟု၍အာဟုဆိုကြကုန်၏တတော်ထိုကောင်းငင်နဲ့မြေသမုဒ္ဒရာကန်းတစ်ဖက်နဲ့တစ်ဖက်ဝေးကွာသည်ထက်ဟဝေစင်စစ်ဧကံအဖြစ်တတံသူတော်ကောင်းတို့၏ဓမ္မောစာတရားသဘောသည်၎င်းအတတံသူတော်မဟုတ်သူယုံမာတို့၏ဓမ္မောစာတရားသဘောသည်၎င်းဒုရတရံအလွန်ဝေးလှ၏ဟု၍ဝရန္တိဆိုကြကုန်၏တဲ့နော်ကောင်းငင်နဲ့မြေကြီးဝေးတာထက်သမုဒ္ဒရာဟိုဘက်ကန်းနဲ့ဒီဘက်ကန်းဝေးတာထက်သူတော်ကောင်းတို့ရဲ့တရားနဲ့သူယုံမာတို့ရဲ့တရားဟာအဲ့တာထက်ပိုပြီးတော့ဝေးပါတယ်တဲ့ဘာမှမဆိုင်ဘူးပေါ့နော်လူငယ်တွေပြောတဲ့စကားနဲ့ပြောရင်တော့ဘာမှမဆိုင်ဘူးလို့ပဲပြောဖို့ရှိတယ်ပေါ့နော်သူတော်ကောင်းတရားနဲ့သူယုံမာတရားဆိုတာလောကမှာအဝေးကွာဆုံးအရာတို့ထက်ပိုပြီးတော့ဝေးကွာတယ်ဘာမှမဆိုင်ဘူးနော်အဲ့ဒါကဦးဇင်းတို့ဗာလဲ၄ခုမြောက်ဂါထာရဲ့အဓိပ္ပာယ်ပေါ့အဲ့ဒီဂါထာကလေးပုဒ်ကိုနန္ဒပုံနာကဟောတဲ့အခါကျတော့ဘုရားလောင်းကအဓိပ္ပာယ်ကိုအယံနားလေတဲ့အတွက်ကြောင့်စိတ်ထဲမှာအလွန်တရာမှနှစ်သက်တယ်ကျဉ်တ်တယ်ဒါကြောင့်မို့လို့သူ့စိတ်ထဲမှာဘလောက်ထိဒီပုံနာကိုပူဇော်ခြင်းလဲဆိုရင်ဒီတိုင်းပြည်ကြီးတစ်ခုလုံးကိုတောင်ပေးလိုက်ခြင်းတယ်တဲ့ဒီဂါထာလေးပုဒ်ကိုနားထောင်ရတော့ဒါပေမဲ့လို့လူတစ်ယောက်ရဲ့အင်္ဂါဝိဇ္ဇာရုပ်ရည်လက္ခဏာအခြေအနေကိုကြည့်တတ်တယ်ပေါ့ဘုရားလောင်းကကြည့်လိုက်တဲ့အခါကျတော့ဒီတိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့စွမ်းရည်တက်တဲ့ဒီနေရာဖြင့်ရှင်ပင်ဖြစ်နိုင်တဲ့ဘုံကံဒီပုံနာမှာမပါဘူးတကယ်လို့သာစွမ်းရည်တက်တဲ့ထက်မြက်တဲ့ဘုံကံပါတဲ့ပုဂ္ဂိုလ်သာဖြစ်မှဆိုရင်သူတိုင်းပြည်ကိုပေးလိုက်မယ်ပေါ့ဘုံကံမရှိတဲ့အတွက်ကြောင့်သူမပေးဘူးဘာပဲပေးလဲဆိုတော့ပုံနာတဲ့ဒီဂါထာတွေကဘလောက်တန်တော့တရားတန်ပါတယ်ပေးမင်းမြတ်အေးအဲ့လိုဆိုရင်ဆယ်စားတက်ပြီးတော့ငါ1000ပေးမယ်ဆို1000ပေးတယ်တဲ့သဟတဂါထာတွေဖြစ်သွားတာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီတရားကိုနားပြီးတော့မှဩရိတာရရဲ့လက်ကလွတ်လာပြီဆိုပြီးတော့မိခင်ဖခင်ကျေးဇူးရှင်တွေကိုသွားတွေ့တယ်အမေဖေကိုနောက်မှသွားတွေ့တယ်တရားကိုအရင်နာတယ်ပေါ့နော်အဲ့လိုတွေ့တဲ့အခါကျတော့မိခင်ဖခင်ကလည်းအဲ့ဒီဘဝတုန်းကဘယ်လိုမိခင်ဖခင်လဲတော့မသိဘူးငါသားဘယ်လိုလွတ်လာလဲဆိုတာမမေးဘူးတဲ့ဘာဖြစ်လို့တကားထားကို1000ပေးခဲ့ရတယ်လဲဆိုပြီးတော့ငွေကြေးကိုဖြုံးနေတယ်ဆိုပြီးတော့ပြစ်တင်နေတဲ့သားကိုစာထဲမှာအဲ့လိုမှတ်တမ်းတင်ထားဟုတ်လား1000ပေးတာများလွန်းတယ်ပေါ့ဘာလို့ပေးခဲ့တာတော့အဲ့လိုမျိုးပြောတဲ့အခါကျတော့ဘုရားလောင်းကအမေအဖေကိုနော်ဥစ္စာပစ္စည်းတို့ဖြင့်ပွားစည်းခြင်းကို तू မလိုလားဘူးတဲ့စစ်မှန်တဲ့တန်ဖိုးရှိတဲ့အကြာအမြင်တို့ဖြင့်ပွားစည်းခြင်းကိုသာလည်း तू လိုလားတယ်တဲ့မှန်ကန်တဲ့အသိဉာဏ်ပညာကိုပဲ तू ရခြင်းတယ်ပေါ့ဥစ္စာပစ္စည်းကိုတဲ့အသိဉာဏ်ပညာကိုအများကြီးတန်ဖိုးထားတယ်ပေါ့နော်ဆိုလိုတာကအဲ့ဒါကို तू ကဥမာလေးနဲ့ပြောတာသမုဒ္ဒရာဟာရေဖြင့်မယောင်ရဲတယ်လို့ तू ဟာဘယ်တော့မှအကြာအမြင်ဖြင့်ရောင်ရဲတင်းတိမ်မှုမရှိဘူးတိတင်တိတိုင်းတိစရာကောင်းတဲ့အရာတွေကိုတိတာတိနေရမယ်ဆိုရင်ဘယ်တော့မှအားရကျင်တတ်တယ်လို့မရှိဘူးတိပဲတိကျင်နေတယ်အဲ့ဒီလိုမျိုးဦးဇင်းတို့ပညာကိုစာလောင်မှုသိတဲ့စိတ်ရှိရမှာနော်ဟုတ်လားမိဟာထင်းဖြင့်မယောင်ရဲတယ်လို့ဘယ်တော့မှသူဟာအကြာအမြင်ဖြင့်ရောင်ရဲတယ်ဆိုတာမရှိဘူးတဲ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘုရားလောင်းရဲ့စိတ်ထားလေးတွေကိုသဘောပေါက်ဖို့လိုတာပေါ့နော်သမုဒ္ဒရာဟာရေဖြင့်မယောင်ရဲတယ်လို့မိဟာထင်းဖြင့်မယောင်ရဲတယ်လို့သူဟာဘယ်တော့မှအကြာအမြင်ဖြင့်ရောင်ရဲတင်းနေနေဆိုတာမရှိဘူးလို့အဲ့လိုပြောတာအဲ့ဒါနဲ့သူကမိဘတွေမမျှော်လင့်တဲ့သူရဲ့မိဖုရားတွေသားတွေသမီးတွေမမျှော်လင့်တဲ့စကားသူပြောတယ်အဲ့ဒါဘာလဲဆိုတော့ငါအခုငါရဲ့ကိစ္စပြီးတဲ့အတွက်ကြောင့်ငါသူပောဓိတာရတွေကိုငါပြန်သွားလိမ့်မယ်တဲ့ပြန်လာခဲ့မယ်လို့သူပြောရတာလေဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့အကုန်လုံးကသူတို့နားကိုသူတို့မယုံနိုင်ဘူးဟာဘာလို့ပြန်သွားမှာတော့ဒီတခိုးတီကိုဘာလို့ပြန်သွားမှာတော့ပေါ့နော်အားလုံးသောစစ်တပ်နဲ့ဝိုင်းပြီးတော့ဒီကောင်ကိုအရှင်ဖမ်းမယ်ပေါ့ဒီလိုပဲပြောကြရမှာပေါ့နော်တကယ်ကိုသူတို့နေရာမှာဆိုရင်လည်းအဲ့လိုလုပ်ဖို့ပဲစဉ်းစားမှာပေါ့အဲ့တော့ဘုရားလောင်းကဘယ်လိုစဉ်းစားလဲဆိုတော့သူကတကယ်လို့ငါ့ကိုတတ်မယ်ဆိုရင်တတ်လို့ရတဲ့အနေအထားမျိုးကနေငါ့ကိုပြန်ပြီးတော့လွှတ်လိုက်တာတဲ့တကယ်ဆိုလို့ရှိရင် तू ဟာငါ့ရဲ့ကျေးဇူးရှင်ဖြစ်နေပြီ
ဒါကြောင့်ကျေးဇူးရှင်ကိုငါဘယ်လိုနည်းနဲ့မှပြန်ပြီးတော့ပြင်မလို့မရဘူးတဲ့ဟောအဲ့လိုပြောတယ်အဲ့ဒါကတော့တွေးကြတော့မျိုးမျိုးရှိတာပေါ့ဦးဇင်းကဒါလေးကိုတွေးနေဒါကတော့နည်းနည်းတော့တွေးကြတော့ရှိတယ်ပေါ့နော်သူဖမ်းသွားတဲ့ကိစ္စကိုသူ့ကိုကျေးဇူးရှင်လို့တတ်မှတ်ဖို့ကတော့တိတ်တော့မလွယ်ဘူးလို့ဦးဇင်းကတော့တွေးကြည့်တာပေါ့ဟုတ်လားသူဖမ်းလို့သူ့လက်ကသူပြန်လှုပ်လိုက်တာသူဖမ်းပြီးတော့သူပြန်လှုပ်တာကိုသူ့ကိုကျေးဇူးရှင်လို့ပြောဖို့တော့နည်းနည်းတော့ဒါကတော့ကိုယ့်ကိုတွေးကြည့်တာပေါ့နော်အဲ့မှာနောက်ပြောတာကိုဦးဇင်းကသဘောကျတယ်မစိုးရိမ်ညာနဲ့တဲ့ငါမှပြုတ်ထားတဲ့ကောင်းမှုတွေရှိတယ်တဲ့အမှန်ကကျေးဇူးရှင်မို့လို့မပြစ်မှားတာလို့ဦးဇင်းကမထင်ဘူးဒါဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပဲအဲ့လိုအကျင့်ဖက်တဲ့နည်းနဲ့သွားလို့ရင်ပြဿနာအများကြီးပိုတက်နေတယ်ဟိုမှာမင်းတွေဖမ်းထားတာလည်းအများကြီးရှိတယ်သူကိုယ်သူယုံကြည်မှုရှိတာလို့ပဲဦးဇင်းကထင်တယ်နော်တုဒ္ဒသောမဟာသူကိုယ်သူယုံကြည်မှုရှိတာထင်ဒီစကားကိုထောက်ကြည့်လိုက်လေမစိုးရင်ကြနဲ့ငါမှပြုတ်သောကောင်းမှုရှိတယ်ဘာမှမဖြစ်နိုင်ဘူးပေါ့ဒီနည်းအားဖြင့်နော်ဒီလူဆိုးကိုသူဆုံးမနိုင်လိမ့်မယ်လို့သူကိုယ်သူယုံကြည်မှုရှိတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားအဲ့ဒါကြောင့်မို့လို့သူပြန်သွားမယ်ပေါ့ဘယ်သူမှလက်မခံဘူးအကုန်လုံးအဲ့ဒါနောက်နေ့မနေ့ရောက်တော့ယုံနဲ့လိုက်ကြတာပေါ့နော်တိုင်းသူပြည်သားလည်းအရန်ချစ်တာဆိုတော့လိုက်ကြအဲ့ဒီမှာဘုရားလောင်းကနော်လှန်တဲ့မြေကြီးကိုအရေးအကြောင်းလုပ်ပြီးတော့ဒီအရေးအကြောင်းကိုလွန်လို့ရှိရင်ရာဇဝတ္တတနည်းအားဖြင့်ငါ့ကိုချစ်ရင်ဒီအရေးအကြောင်းကိုမဖြစ်ကြနဲ့ဆိုအဲ့ဒီနည်းနဲ့ထားခဲ့ရတာငါပြန်လာခဲ့မယ်ဆိုတဲ့သဘောမျိုးလဲရှိမယ်လို့ထင်ပါတယ်ဟုတ်လားအဲ့ဒါနဲ့အဲ့ဒါဗောဓိတာရဒီကိုရောက်တယ်ရောက်တဲ့အခါကျတော့ဗောဓိတာရကဘာလုပ်နေတုံးဆိုတော့မီးဖိုးပြီးတော့တစုတွေချွန်းနေတယ်တဲ့ဟိုလူတွေကိုတတ်ပြီးတော့กินစားမယ်ပေါ့နော်မိဘကြီးပို့ထားတဲ့တစုချွန်းနေတာအဲ့ဒါခြေတံကြတော့နောက်က6666နဲ့ခြေတံကြတော့လှည့်ကြည့်တော့ဘုရားလောင်းလာတာကိုတွေ့ရတယ်အယံကိုအံ့ဩသွားတယ်ဟုတ်လားကိုယ်တတ်မယ်ဆိုတာကိုသိတဲ့နေရာကိုဒီလူပြန်လာတယ်ပေါ့စိတ်ထဲမှာဦးစင်းထင်ပါတယ်ပုရိသတာနည်းနည်းတော့ကြောက်သွားမယ်လို့ထင်တယ်ဟုတ်လားမကြောက်တဲ့လူကိုတွေ့လို့ရှိရင်ကြောက်တတ်တဲ့သဘောရှိရနော်ဟုတ်လားအဲ့ဒါနဲ့ပုရိသတာကဒီရှင်မင်းပြန်လာတယ်နော်ပြန်လာတယ်ဆိုတော့ဘုရားလောင်းကကိုင်းငါရောက်ပြီမင်းငါ့ကိုတတ်ပြီးတော့မင်းရဲ့ညောင်မေဆောင်တက်ကြီးကိုပူဇော်မယ်ဆိုရင်လည်းပူဇော်လိုက်ဒါမှမင်းကိုယ်တိုင်စားမယ်ဆိုရင်လည်းစားလိုက်ပူဇော်ခြင်းလည်းပူဇော်စားခြင်းလည်းစားကြိုက်တယ်လို့ကြိုက်တယ်လို့လို့ခွင့်ပြုလိုက်တယ်အဲ့ဒီလိုခွင့်ပြုလိုက်တော့သူကဘာစိတ်ဝင်စားတော့ဆိုတော့ဘာကြောင့်မကြောက်တာလဲဆိုတာကိုသူအကြီးကျယ်စိတ်ဝင်စားတယ်စဉ်းစားနော်အဲ့ဒါဘာလို့မကြောက်တာလဲလို့သူတွေးတဲ့အခါကျတော့ဒီရှင်မင်းကဂါထာ၄ပုဒ်ကိုသွားပြီးတော့နာယူမယ်လို့ပြောတယ်အဲ့ဒီဂါထာ၄ပုဒ်ရဲ့အစွမ်းကြောင့်သူမကြောက်တာဖြစ်မယ်နဲ့တူတယ်အဲ့လိုဆိုလို့ရှိရင်ငါလည်းပဲမကြောက်တဲ့လူတစ်ယောက်ဖြစ်ရင်တော်တော်ကောင်းမယ်ဟာသူလည်းပဲကြောက်တတ်တဲ့သဘောရှိတယ်ဆိုတာသိကြတယ်နော်သူမကြောက်ချင်တဲ့လူပေါ့နော်အဲ့ဒါဘာလို့မကြောက်တယ်လဲဒီဂါထာတွေကြောင့်မကြောက်တာဖြစ်မယ်အဲ့ဒါနဲ့ဒီဂါထာတွေကိုသူ့ကိုဟောဖို့တောင်းပန်ဒီဂါထာတွေကိုသူ့ကိုဟောပါအဲ့တော့ဘုရားလောင်းကဘာပြောလို့ဆိုတော့အော်မင်းနဲ့ဒီဂါထာတွေနဲ့တန်လို့လားတဲ့နည်းနည်းနှိပ်ကွက်တာပေါ့နော်မင်းလက်ကသွေးစွန်းနေတယ်အလွန်ကြမ်းထမ်းတဲ့လူသားတည်းဟူသောအကြောင်းကြောင့်အားလုံးသောမကောင်းမှုတွေကိုလုပ်ပြီးတော့တိုင်းပြည်ကိုတောင်စွန့်လောက်အောင်နော်ကိုယ့်ရဲ့ဒီလောဘကိုအလိုလိုက်တဲ့လူဒီတရားတွေဘောတွေကမင်းအတွက်ဘာအသုံးကျမှာမလို့တော့ဘူးဒါတွေကိုသိတော့မင်းဘာအကျိုးရှိမှာမလို့မင်းနဲ့ဒီတရားနဲ့လုံးဝမတန်ဘူးဆိုတဲ့သဘောမျိုးပြောတာနော်အဲ့လိုမျိုးပြောတဲ့အခါကျတော့မခံချင်ဘူးမင်းကြီးတဲ့တချို့ရှင်မင်းတွေလည်းပဲသမင်တွေတတ်ဖို့အတွက်တောထဲကိုဝင်ကြတာရှိရပဲတဲ့နော်ဘာထုလဲပေါ့သူကလူသားစားခြင်းလို့တောထဲဝင်တယ်တချို့ရှင်မင်းတွေကသမင်သားစားခြင်းလို့တောထဲဝင်ကြတာဘာထုတုံးဆိုထူတာပေါ့တဲ့မင်းကဇတ်တူသားချင်းချင်းကိုစားဖို့ကြိုးစားတာဒါကြောင့်မင်းကပို့ပြီးတော့မိုက်တယ်ပေါ့အဲ့လိုပြောတော့ तू မခံချင်ဘူးအဲ့ဒါနဲ့မခံချင်တော့ပြန်ပြီးတော့ပြောစရာစကားကလည်းမရှိဘူးမရှိတဲ့ခါကျတော့လူတို့ရဲ့တဘာဝအတိုင်းအပြစ်မရှိအပြစ်ရှာတယ်ပေါ့နော်ဘာအပြစ်ရှာပြောလို့ဆိုတော့မင်းကြီးကမှမိုက်တာတဲ့ဘာဖြစ်လို့တော့ဆိုတော့မင်းကြီးဟာကိုယ့်ကိုတတ်မယ်ဆိုတဲ့နေရာကိုတိရတဲ့နဲ့လာအဲ့ဒါယာစမာယာကိုမသိတာပဲတဲ့မင်းနေမှာမာယာဆိုတာရှိတယ်နိုင်ဖို့ပဲအရေးကြီးတယ်နော်ဟိတောပရိသထဲမှာလာတဲ့စကားတစ်ခုရှိတယ်နော်ကိုယ့်ရဲ့ရန်သူကိုရေအိုးလိုရွက်ထားရဤတဲ့အခွင့်အသင့်ပြီဆိုတော့မှကြောက်ဖြာပေါ်မှာချလိုက်တယ်လို့မျိုးချလိုက်ရဤတဲ့ဟုတ်လားနော်ယာစမာယာကိုမသိလို့မင်းကြီးကမှပုံမိုက်တာအဲ့လိုပြောတဲ့အခါကျတော့မင်းကြီးကအေးတဲ့ယာစမာယာကိုငါလောက်သိတယ်လို့ဆိုတာလောကမှာမရှိဘူးတဲ့ဒါပေမဲ့ယာစမာယာဆိုတာများသောအားဖြင့်ငရဲစာကွာအပေလေးပုံကိုရောက်စေတတ်တယ်လိန်ညာချင်းကောက်ကျစ်ချင်းဆိုတာကောင်းတဲ့သဘောမရှိဘူး
ဒါကြောင့်ငါရာဇမာယာကိုစွန့်ပြီးတော့ငါတစ္ဆာကိုပဲဆောင်မယ်တဲ့မှန်ကန်တာကိုပဲငါအမြဲတမ်းဆောင်ထားမယ်ရာဇမာယာကိုငါမကြိုက်ဘူးမသိလို့မဟုတ်ဘူးဒါကိုငါမလုပ်ချင်ဘူးနော်ဘယ်လောက်မြင်လို့စရာကောင်းတယ်နော်အဲ့လိုပြောတဲ့အခါကျတော့ပရိသတာကမင်းကြီးတဲ့ရာဇမာယာကိုမဆောင်ဘူးတစ္ဆာကိုပဲဆောင်မယ်ဆိုတော့တစ္ဆာကိုဆောင်တော့မင်းကြီးဘာအကျိုးရှိလို့ခုမကြခင်သေရတော့မယ်ပေါ့တစ္ဆာကိုဆောင်လို့မင်းကြီးဘာအကျိုးရှိတော့အဲ့တော့ဘုရားလုံးကတူတူပဲပြောပါတယ်အေးတဲ့တစ္ဆာဆောင်လို့ရှိရင်နောက်ဆုံးငြိမ်းချမ်းသောနိဗ္ဗာန်ကိုရမယ်မှန်ကန်လို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုရမယ်အဲ့လိုမျိုးပြောတဲ့အခါကျတော့သုဒ္ဓသမကိုဘာမှပြန်ပြီးတော့သူပြောတာမရှိဘူးဒီရှင်မင်းရဲ့မျက်နှာကိုကြည့်လိုက်တော့လည်းပဲတော့ကြာပန်းကြီးလို့တင့်နေတယ်တဲ့လာမင်းကြီးလို့တင့်နေတယ်တဲ့ကိုကိုတတ်တတ်မဲ့လူတယောက်ရဲ့ရှေ့မှာဒီလိုကြီးကြီးလင်းလင်းငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တာဟာဘလို့မှမစင်သားပဲဒီအကြောင်းကိုသူမနေနိုင်ဘူးအဲ့ဒါနဲ့မင်းကြီးဘာဖြစ်လို့မကြောက်တာနာယူခဲ့ရတဲ့ဂါထာတွေရဲ့အစွမ်းကြောင့်လားဒါမှမဟုတ်မင်းကြီးအခုပြောနေတဲ့သစ္စာတရားရဲ့အစွမ်းကြောင့်လားဘာဖြစ်လို့မင်းကြီးမကြောက်တာတော့ဒီမကြောက်တာကိုပဲသူအရန်စိတ်ဝင်စားနေတယ်နော်ဒါသူများကိုရဲစစ်စစ်တတ်နေတဲ့လူတယောက်ပဲမကြောက်တာကိုပဲစိတ်ဝင်စားတယ်သူတွေ့ဘူးတာလဲကြောက်တဲ့လူတွေပဲတွေ့ဘူးမှာပေါ့ဘာကြောင့်မကြောက်တာလဲလို့မေးတော့မှဘုရားလောင်းက तू မကြောက်ရခြင်းရဲ့အကြောင်းကိုအဲ့ဒီမှာဂါထာ၈ပုံနဲ့ပြောတယ်ဒါကအကြောက်တရားကိုစိတ်ဝင်စားတဲ့လူတွေဒီနေ့အဖြစ်အကြောက်ရဲ့နှိမ့်ဆက်ခြင်းကိုခံရတဲ့လူတွေဒီဂါထာလေးတွေကိုစိတ်ဝင်စားတဲ့နယ်လို့ထင်တယ်နော်ဘာပြောတော့ဆိုတော့ကတ္တမေကလျာဏအနေကရူပါယင်ညာရိဋ္ဌာယေဝိပုလပတ္တတာဝိသောတိတောပရလောကတမေခောဓမ္မေထိတောကောမရဏတဘာယိဂါထာ၈ပုဒ်ဒါပထမဆုံးဂါထာလေးပေါ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့တမ္မဗောဓိတာရအဆွေဗောဓိတာရမင်းငါသည်အနေကရူပါများသောအပြားရှိကုန်သောကလျာဏကောင်းမှုတို့ကိုကတာပြုအပ်ကုန်မည်ဝိပုလပြန်ပြောစွာကုန်သောပတ္တထာပညာရှိသူတော်ကောင်းတို့သည်ချီးမွမ်းအပ်ကုန်သောရေရင်ညာအကျင့်ရစ်တို့ကိုရိဋ္ဌာပူဇော်အပ်ကုန်မည်ရစ်ဆိုတာဒါနကိုပြောတာဒီနေရာမှာဟုတ်လားပရလောကတာတမလွန်လောကဤမေဃောခရီးကိုဝိသောတိတော်ငါတုတ်တင်လို့ပြီးပြီမေဂေကုသိုလ်တရားနဲ့ထီတော်တီတော်မာတီတော်ငါနဲ့တူသောကိုအဘယ်မြည်သောသူသည်မရဏတသေဘေးမှာဘာကြီးကြောက်ရပါအပ်နေတဲ့ဒါအဓိပ္ပာယ်ပြန်ပြောမယ်နော်ကုသိုလ်ကောင်းမှုတွေငါအများကြီးပြုပြီးပြီပညာရှိသူတော်ကောင်းတွေအယံချီးမွမ်းတဲ့ဒါနဆိုတဲ့အကောင်းဆုံးရစ်ကြီးကိုလည်းပဲငါပြုပြီးပြီဟုတ်လားတမလွန်လောကကိုသွားဖို့အတွက်လမ်းခီးကိုလည်းအတန်ရှင်းဆုံးအဖြူစင်ဆုံးအဖြောင်ပြူဆုံးဖြစ်အောင်ငါတုတ်တင်ပြီးပြီတဲ့အဲ့လိုကုသိုလ်ကောင်းမှုတွေနဲ့ပြည့်စုံနေတဲ့အစသာရရပြင်ဆင်ပြီးသားဖြစ်တဲ့ငါလိုလူဟာဘာကြောင့်တည်ခြင်းတရားကိုကြောက်ရမှာတော့တဲ့ကောက်ချက်ဆွဲတတ်ဖို့လိုတယ်နော်ကောင်းမှုတွေလည်းပြုပြီးပြီလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ပြီးပြီတမလွန်ခီးအတွက်အရှုပ်အထွေးအနှောင့်အယှက်ဖြစ်မှာတွေကိုအကုန်လုံးသူတန်ရှင်းရေးလှုပ်ပြီးပြီသူသွားမဲ့လမ်းကြောင်းဖြောင်းနေတယ်ပေါ့ဆိုလိုတာကသွားမဲ့လမ်းကြောင်းကိုဘယ်နည်းနဲ့ဦးဇင်းတို့ရှင်းမလို့ဒါစဉ်းစားဖို့လိုတယ်နော်ကြိုတင်ပြီးတော့စဉ်းစားဖို့လိုတယ်ကိုသွားမဲ့လမ်းဟုတ်လားအဲ့လိုကောင်းမှုနဲ့ပြည့်စုံတဲ့တမလွန်ခီးအတွက်အရန်သင်းဖြစ်အောင်လှုပ်ထားတယ်ငါလိုလိုအတွက်တည်ခြင်းတရားကိုဘာဖြစ်လို့ကြောက်ရမှာတော့တဲ့ဒါကကောင်းမှုလုပ်ပြီးလို့မကြောက်တဲ့အကြောင်းကိုပြောတာဟုတ်လားဆက်ပြီးတော့ပြောတာကအမေအဖေရဲ့ပုံမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုငါလှုပ်ပြီးပြီတဲ့တိုင်းသူပြည်သားရဲ့ပုံမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုငါလှုပ်ပြီးပြီမိတ်ဆွေတွေရဲ့ပုံမှာလှုပ်တဲ့လှုပ်ထိုက်တာကိုငါလှုပ်ပြီးပြီမိသားစုတွေရဲ့ပုံမှာလှုပ်တဲ့လှုပ်ထိုက်တာကိုငါလှုပ်ပြီးပြီကောင်းတာတွေအများကြီးငါစ조사အထောက်ထားတယ်တမလွန်ခီးအတွက်တော့ဒီလမ်းကိုအကောင်းဆုံးဖြစ်အောင်ငါတုတ်တင်ထားပြီးသားဒါကြောင့်မလို့ငါလိုကုသိုလ်ကောင်းမှုနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ဘာကြောင့်တည်ခြင်းတရားကိုကြောက်ရမှာတော့တဲ့အဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့တည်ခြင်းတရားကိုမကြောက်ဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့လှုပ်တဲ့လှုပ်ထိုက်တဲ့မြင့်မြတ်တဲ့ကောင်းမှုတွေကိုအများကြီးလှုပ်ထားမိဖို့ပဲအဲ့တော့ကောင်းမှုတွေမှာလည်းပဲဦးဇင်းတို့စွမ်းအားအထက်ဆုံးအားကိုးရဆုံးကောင်းမှုကဘယ်ကောင်းမှုဖြစ်မလို့ထင်လဲပညာပေါ့နော်ဒါနရှိတယ်သီလရှိတယ်သမာဓိရှိတယ်ပညာရှိတယ်ကုသိုလ်ကောင်းမှုဟုတ်လားစွမ်းရည်တတိအထက်မြတ်ဆုံးကုသိုလ်ကောင်းမှုကဘာလဲပညာဟာဘာလဲလို့မေးရင်ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိမြင်နားလည်တာမတည်မြဲမှုကိုသိတယ်အကောင်းမဟုတ်တဲ့ဆင်းရဲမှုကိုသိတယ်အနှစ်သာရကင်းမဲ့မှုကိုသိတယ်အတုပဆိုတာကိုသိတယ်ဒုက္ခဆိုတာကိုသိတယ်ဟုတ်လားမမောစရာမဟုတ်ဘူးဆိုတာကိုသိတယ်တဘာဝတရားကိုမှန်မှန်ကန်ကန်သိရင်သိတယ်လို့အဲ့ဒါကိုဘာလို့ခေါ်တော့မြင်မာတဲ့ပညာပေါ့နော်အဲ့ဒီပညာရှိရင်ရှိသလောက်သိခြင်းတရားကိုမကြောက်မရွံ့ရင်ဆိုင်နိုင်လိမ့်မယ်ပေါ့ဟုတ်တယ်ဒါကိုဦးဇင်းတို့နားလည်ဖို့လို့နော်အရိယာပုဂ္ဂိုလ်တွေသိခြင်းတရားကိုမကြောက်ဘူးဆိုတာနိဗ္ဗာန်ချမ်းသာကိုတောင်သိနိုင်မြင်နိုင်သည့်အထိဉာဏ်ပညာတွေမြင်မနေလို့ပေါ့ဟုတ်လားအဲ့လိုဘုရားတော်ကနောက်ဂါထာ၈ပုဒ်နဲ့သိခြင်းတရားကိုသူဘာဖြစ်လို့မကြောက်ရတာလဲဆိုတာကိုပြောပြတာဒါလေးကမှတ်သားစရာတော့အရင်ကောင်းပါတယ်ဟုတ်လားကု
ကုသိုလ်ကောင်းမှုတွေကိုပြုထားတယ်တမလွန်ခီးကိုအကောင်းဆုံးအစဉ်ပြေဆုံးဖြစ်အောင်သူတုတ်တင်ထားတယ်ဒါကြောင့်တေခြင်းတရားကိုသူ့လိုလိုဟာကြောက်เสียအကြောင်းမရှိဘူးပေါ့အဲ့လိုမျိုးလေးပြောလိုက်ရောပောဓိတာရကဟာဒါသူတော်ကောင်းကြီးပဲဒီသူတော်ကောင်းကြီးကိုသာစားမယ်ဆိုရင်တော့အစိတ်ပြင်းတဲ့ငွေကိုကင်မိတယ်လို့မျိုးဖြစ်တာမယ်ငါရဲ့ခေါင်းဟာခုနှစ်စိတ်မြန်ကွဲလိမ့်မလားတော့မသိဘူးတဲ့သူတော်တော်ကြောက်သွားတယ်နော်ဟုတ်လားပောဓိတာရဘုရားလောင်းကိုမစားရဲဘူးအဲ့ဒါနဲ့ဘယင်မင်းမြတ်တဲ့အဲ့ဒီဂါထာ၄ပုဒ်ရဲ့အစွမ်းနော်သူအရင်သိကျင်တယ်ဒါကြောင့်ဒီဂါထာ၄ပုဒ်ကိုဟောပါအဲ့လိုမျိုးတရားဟောဖို့တောင်းပန်တဲ့အခါသူလည်းပဲခေသူမဟုတ်ဆိုလို့ပြောရမယ်သူပြောတဲ့ဂါထာလေးလည်းတော်တော်ကောင်းတယ်နော်လူသားသာတက်ပြီးတော့စားလို့သာစားနေတယ်သူဘာပြောတယ်ဆိုတော့သုတ်တဝါဓမ္မဝိဇာဏတိနရာကလျာဏပါပကံအပိဂါထာသူနိတဝါနဓမ္မေမေရမတောမနေရမတိမနောအဓိပ္ပာယ်ဘာပြောလို့ဆိုတော့သမ္မာတုဒ္ဒတော်မှာအဆွေတုဒ္ဒတော်မှာနရာလူတို့သည်ဓမ္မတရားကိုသုတ်တဝါကြားနာကုန်ပြီးကလျာဏပါပကံကောင်းသည်မကောင်းသည်ကိုဝိဇာဏတိသိကြရကုန်၏လူတွေဆိုတာသူတော်ကောင်းတရားကိုနာရမှကြားရမှဒါကကောင်းတယ်ဒါကမကောင်းဘူးဆိုတာကိုခွဲခြမ်းပြီးတော့သိကြတာပါတဲ့။ကဲဘယ်လောက်ကောင်းတော့နော်သူပြောတဲ့စကားတရားကိုနားထောင်ရမှသာလေလူတွေဟာအကောင်းအဆိုးကိုခွဲခြမ်းပြီးတော့သိနိုင်ကြတာ။ဟုတ်တယ်အကောင်းအဆိုးကိုခွဲပြီးတော့သိဖို့ဟာအရေးကြီးဆုံးပဲလေ။အဆိုးကိုပြစ်ပြီးတော့အကောင်းကိုဖက်တွယ်ဖို့ဆိုတာကအစကနဦးဒါကကောင်းတယ်ဒါကဆိုးတယ်ဆိုတာတော့မှမသိသေးဘူးဆိုရင်ဘယ်လိုလုပ်ဖြစ်နိုင်မလို့ဟုတ်တယ်မဟုတ်လား။ဒါကြောင့်လူတယောက်ဆိုးတာကိုပြစ်ပြီးတော့ကောင်းတာကိုဖက်တွယ်နိုင်ဖို့ဆိုတာကအစကနဦးပါရှိဖို့လို့တော့အကောင်းအဆိုးကိုအရင်ခွဲခြမ်းပြီးတော့နားလည်ဖို့လိုတယ်သူကဒါပြောတာနော်လူတွေဆိုတာသူတော်ကောင်းတရားကိုနားထောင်ရမှအကောင်းအဆိုးဆိုတာကိုသိနိုင်ကြတာတဲ့ဂါထာတို့ကိုသူနှိတ်တဝါနာနာရသောကြောင့်မေငါဤမနောစိတ်တည်ဓမ္မေသူတော်ကောင်းတရား၌အပိရမတိမွေလျော်ဘာညာအံလည်းမသိဟောဆိုလိုတာကဒီဂါထာတွေကိုနားလိုက်ရင်သူ့ရဲ့စိတ်ဟာလည်းသူတော်ကောင်းတရားမှာသိပြီးတော့မွေလျော်သွားလိမ့်မလားသူလည်းလူကောင်းတယောက်ဖြစ်သွားမလားမသိဘူးတဲ့ဒါကြောင့်ဒီတရားကိုဟောပါလို့ပြောတာနော်တရားတော်တော်ကောင်းတယ်လို့ပြောရမှာနော်သူတော်ကောင်းတရားကိုနာရလို့တာနဲ့လူတွေဟာကောင်းတာဆိုတာကိုခွဲပြီးတော့သိနိုင်တာသူလည်းပဲဒီတရားကိုနားလို့ရှင်လူကောင်းတယောက်ဖြစ်သွားလိမ့်မလားမသိသူတော်ကောင်းတရားကိုစိတ်ဝင်စားသွားလိမ့်မလားမသိဒါကြောင့်မလို့ဒီတရားကိုဟောပါလို့ပြောတာဟုတ်လားအဲ့ဒီလိုပြောတော့မှဘုရားလောင်းကခုနတုန်းကဂါထာ၄ပုဒ်ကိုပြန်ပြီးတော့ဟောတယ်အဲ့ဒီဂါထာကိုပြန်ပြီးတော့မပြောတော့ဘူးနော်ပထမဂါထာကဘာပြောတော့သူတော်ကောင်းတွေနဲ့ပေါင်းရခြင်းဟာတစ်ချိန်ပေါင်းရခြင်းဟာစောင့်ရှောက်နိုင်တယ်သူယုံမာတွေနဲ့ပေါင်းရတာတော့အချိန်တရားလောက်ပေါင်းလဲမစောင့်ရှောက်နိုင်ဘူးဒါကြောင့်သူတော်ကောင်းကိုပေါင်းရမယ်သူတော်ကောင်းတရားနဲ့ပေါင်းသူတော်ကောင်းနဲ့ပေါင်းရင်သူတော်ကောင်းတရားကိုသိနိုင်တယ်အဲ့ဒါဆိုလို့ရှိရင်မြင့်မြတ်မှုသာလည်းဖြစ်နိုင်တယ်ယုံညံ့မှုမဖြစ်နိုင်ဘူးလောကကြီးမှာအရာလုံးဟာအိုမင်းဆွေးမြေ့သွားကြတယ်နိဗ္ဗာန်ဆိုတဲ့သူတော်ကောင်းတရားကတော့ဘယ်တော့မှအိုတယ်ဆွေးမြေ့တယ်ဆိုတာမရှိဘူးဒါကြောင့်သူတော်ကောင်းတွေဟာသူတော်ကောင်းတရားကိုပဲအထက်ထက်ချီးမွမ်းကြတယ်မြေကြီးနဲ့ကောင်းကင်ဝေးတာထက်သမုဒ္ဒရာဟိုဘက်ကန်းနဲ့ဒီဘက်ကန်းဝေးတာထက်နော်မသူတော်တရားနဲ့သူတော်ကောင်းတို့ရဲ့တရားအစာပေါင်းများစွာပို့ပြီးတော့ဝေးกว่าတယ်အဝေးဆုံးတရားတွေပေါ့နော်ဂါထာ၄ပုဒ်ရဲ့အဓိပ္ပာယ်အချင်းချုပ်ပြီးတော့ပြောတာဟုတ်လားအဲ့ဒါလိုမျိုးဘုရားလောင်းကဂါထာ၄ပုဒ်ကိုဟောလိုက်တဲ့အခါကျတော့ပောဓိတာရကဘုရားလောင်းကိုသူ့ဖခင်လိုကိုထင်သွားတယ်တဲ့နော်သူ့အဖေလိုကိုထင်သွားတယ်ဒါဘုရားလောင်းရဲ့မေတ္တာဓာတ်လည်းအများကြီးပါမှာပေါ့နော်အဲ့ဒါသူစဉ်းစားတယ်အလွန်ကောင်းတာပဲပေါ့စဉ်းစားမှာပေါ့ဟုတ်တယ်သူကသူယုံမှာတယောက်ကြောင့်သူတောထဲမှာဒုက္ခရောက်ရတာရတ္တကဒီဟူသောသူယုံမှာနဲ့ပေါင်းပြီးလို့သူဒုက္ခရောက်ရတာတကယ်တမ်းကဟုတ်လားဒီခံစားချက်သူ့မှာအများကြီးရှိတယ်ပြီးရင်အဲ့ဒါသူထပ်ပြီးတော့ပြောမှာလောလောဆယ်သူကဘယ်လိုစဉ်းစားလဲဆိုတော့မှန်လိုက်တာဒီဟာတွေကဟုတ်လိုက်တာကောင်းလိုက်တာဒါကြောင့်မလို့ဒီကောင်းမြတ်လာတဲ့တရားကိုငါဘာနဲ့ပူဇော်မလို့ဘာမှသူ့မှာပူဇော်ကြမရှိဘူးနော်ရွှေလည်းမရှိဘူးငွေလည်းမရှိဘူးဝတ္ထုပစ္စည်းလည်းဘာမှမရှိဘူးအဲ့တော့သူစဉ်းစားတယ်အဲ့လိုဆိုရင်ငါမှပူဇော်ကြဘာရှိတော့အဲ့လိုဆိုလို့ရှိရင်ငါဆုပေးမယ်တဲ့ဟောမနေ့တုန်းကတရားမင်းကကြည်ညိုတော့အဂတိယတိကိုမပေးတာဆုပေးတာနော်အခုလည်းပဲပောဓိတာရကဘုရားလောင်းကိုဆုပေးမယ်တဲ့မင်းကြီးတဲ့ဂါထာ၄ပုဒ်ဆိုတော့ကျွန်တော်မျိုးကြီးဆု၄စုပေးမယ်မင်းကြီးကြိုက်တာတောင်းတဲ့အဲ့လိုဆုပေးတော့ဘုရားလောင်းကဘာပြောတော့ဆိုတော့မင်းတို့လူမိုက်တယောက်ကငါ့ကိုဆုပေးမယ်ဆိုတော့တဲ့ဟုတ်လားတကယ်လို့ငါကတောင်းပါပြီတဲ့အဲ့ဒီတောင်းတာကြီးကိုမင်းကမပေးနိုင်ဘူးလို့လုပ်ရင်မင်းနဲ့ငါရဲ့ဒီကိစ္စဒီအမှုကြီးကိုဘယ်ပညာရှိကလာပြီးတော့ဆုံးဖြတ်ပေးမှာတော့တဲ့ဟောစဉ်းစားနော်ဒါပြောရမှာတော့စကားဆိုတာခြီရတဲ့သဘောရှိတယ်ဟုတ်လားစာတော့ကစာပြောတာမပေးခင်တည်းကစာပြောထားဖို့လိုတယ်ပေးပြီးတော့မှဒီစကားပြောလို့မရဘူးလေ
အဲ့တော့မင်းကြီးကငါဆုမတောင်းကျင်ဘူးပေါ့တကယ်လို့ငါတောင်းခဲ့မယ်ဆိုရင်မင်းကမပေးဘူးဆိုရင်မင်းနဲ့ငါရဲ့ဒီပြဿနာကိုဘယ်သူကလာရှင်းပေးမလို့မင်းလူရဲ့တန်တာမှာတစ္ဆာတို့ဂရိတို့ဆိုတာရှိဖို့လည်းပဲငါမထင်ဘူးပေါ့မင်းကငါ့ကိုဆုပေးတယ်တော့ပေးတော့ကပေးပြီးတော့ငါတောင်းပြီဆိုတော့မှမင်းကမပေးနိုင်ဘူးလို့ဘယ်နဲ့လောက်မလို့ပေါ့ခိုင်းမအောင်ပြောတာနော်အဲ့လိုပြောတဲ့အခါကျတော့ဗောဓိတာရကသူ့မာနကိုနည်းနည်းတော့ထိသွားမှာပေါ့နော်အဲ့တော့ဘာပြောလဲဆိုမင်းကြီးတဲ့အသက်သေးခြင်းသေးပါစေတဲ့မင်းကြီးသာလိုချင်တယ်ဆိုရင်အသက်စွန့်ပြီးတော့အဲ့ဒီဆုလေးစုကိုသူပေးမယ်တဲ့ကြိုက်တာကိုဒါတောင်း၄မျိုးတောင်းအဲ့လိုမျိုးဆုတောင်းတခိုင်းတဲ့ခါကျတော့ဘုရားလောင်းကစဉ်းစားတယ်ဗောဓိတာရတော်တော်ကိုရဲရင့်နေပြီပေါ့အဲ့တေချာပေါက်ငါတောင်းတဲ့ဆုကိုသူပေးနိုင်လိမ့်မယ်တပည့်ဆုကိုတောင်းကျင်လို့ဆိုတော့လူသားကိုစွန့်မှာဆိုတဲ့ဆုကိုတောင်းကျင်တာဒါပေမဲ့အဲ့ဒီဆုကိုအရင်တောင်းလို့ရှိရင် तू အလွန်ကြိုက်တဲ့ဒီလူသားဟုတ်လားဒီလူသားကိုကြိုက်လွန်းလို့မိသားစုကိုရောတိုင်းပြည်ရောစီးသိမ်ရောပြောရရင်ဘဝကိုပါ तू စွန့်ပြီးတော့လာခဲ့တာတော့မစွန့်နိုင်ဘူးလားစွန့်နိုင်တော့ဒါကိုဘုရားလောင်းကအရင်စပြီးတော့မတောင်းအောင်ပင်မမှာဆိုလို့ဘာကိုရင်စပြီးတော့တောင်းတော့ဆိုတော့နောင်နှစ်ပေါင်း100မင်းကိုချမ်းချမ်းသာသာရှိနေတာကိုငါမြင်မရစေတဲ့ဒါကအလွန်လိမ်မာတဲ့ဆိုတော့မယ်ပေါ်လိုက်ပြီးတော့ပြောရရင်ငါ့ကိုမတတ်နဲ့လို့ပြောတာဟုတ်တယ်မဟုတ်လားစဉ်းစားနော်သူသေးလို့ရှိရင်မြင်ရပါမလားဘယ်လိုလုပ်မြင်ရပါမလို့နော်နောက်နှစ်ပေါင်း100တီတီမင်းကိုငါချမ်းချမ်းသာသာရှိနေတာကိုမြင်မရစေရုပ်တရက်ကြည့်ရင်တော့သူ့ပေါ်မှာအကျိုးလိုလားတယ်လို့လည်းပဲထင်စရာတော့ရှိတယ်ဒါလည်းပါတော့ပါတာပေါ့နော်ဒါပေမဲ့အဓိကကပါလေသူ့ကိုတတ်မတတ်ဖို့ပြောတာနောက်ဒုတိယဆုကပါလဲဆိုတော့ဖမ်းထားတဲ့ရှင်မင်းတွေကိုပြန်ပြီးတော့လွှတ်ရမယ်နောက်တတိယဆုကအဲ့ဒီရှင်မင်းတွေကိုလွှတ်တဲ့ဟာကျွန်းဖြစ်ပဲထားမယ်ဘာဖြစ်ပဲထားမယ်ဆိုဒုက္ခရောက်အောင်ပါဒါကြောင့်အဲ့ဒီရှင်မင်းတွေကိုသူ့တိုင်းသူ့ပြည်ကိုပြန်ပြီးတော့တေချာပေါက်ပြန်ပြီးတော့အပ်ရမယ်ပို့ရမယ်ဆုသုံးဆုရှိပြီနော်နောက်ဆုံးဆုကဘာတောင်းတော့ဆိုတော့လူသားကိုမစားဘူးဆိုတဲ့ဆုကိုတောင်းတယ်အဲ့ဒီဆုကိုလည်းတောင်းလိုက်ရောပောဓိတာရကရေတယ်တဲ့ဘယ်လို့မှဒီဆုကိုမပေးနိုင်ဘူးတဲ့ဟောလာပြီနော်ဒီပြဿနာတွေ့မှာဆိုလို့ဘုရားကစောတဲ့စကားချီထားတာဟုတ်လားမပေးနိုင်ဘူးတဲ့ဒီဆုအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကဟာပောဓိတာရမင်းကစကားကိုနှစ်ခွပြောတဲ့လူလားစောတော်တုန်းကတည်းမင်းကငါပြောတယ်မင်းနဲ့ငါနဲ့ဒီပြဿနာတက်လာရင်ဘယ်ပညာရှိကလာရှင်းပေးမလို့ငါပြောထားတယ်အဲ့ဒီတုန်းကမင်းပေးပါမယ်လို့ပြောတော့အခုမပေးဘူးလို့လုပ်တယ်မင်းကစကားနှစ်ခွရှိတယ်လို့ပဲအဲ့မင်းကြီးတဲ့ဒီလူသားတည်းဟူသောအကြောင်းကြောင့်သူအားလုံးကိုစွန့်ခဲ့ရတယ်ဒါကိုဘလောက်မြတ်နိုးတယ်ဆိုတာမင်းကြီးသိတယ်ဒါကြောင့်မပေးပါရစေနဲ့အဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကမင်းဟာဂရိမတီးတဲ့လူပဲနော်မင်းဟာသစ္စာမရှိတဲ့လူပဲပေါ့အဲ့ဒါကြောင့်မလို့မင်းရဲ့အနေအထားအလွန်ရှက်စရာကောင်းတဲ့အနေအထားဖြစ်တယ်ဒီစုကိုငါရခြင်းတယ်အဲ့လိုပြောတဲ့အခါကျတော့ပောဓိတာရကငိုတယ်တဲ့ရှေ့မှာငိုတာမြေချပြီးတော့ငါကလည်းစုကိုပေးမယ်လို့ပြောခဲ့ပြီးသားဖြစ်နေတယ်ပေါ့မင်းကြီးကလည်းပဲဒီစုမှာတခြားစုကိုယူမှာမဟုတ်ဘူးဆိုတာလည်းငါသိတယ်ငါကလည်းဘလို့မှလူသားကိုမစွန့်နိုင်ဘူးဆိုတာငါသိတယ်အဲ့ဒီတော့သူ့မှာအဖြေမရှိဘူးထွက်ပေါက်မရှိဘူးအဲ့တော့သူပါလဲဆိုတော့မျက်ရည်ပဲကျလာတယ်အဲ့ဒီအချိန်မှာဘုရားလောင်းကသူ့ကိုတရားဟောတယ်အဲ့ဒီဟောတဲ့တရားလေးကလည်းတော်တော်ကောင်းပါတယ်ဘာပြောတော့ဆိုတော့စဇီဒနာအင်္ဂဝရတဟေတုအင်္ဂစဇီဇီဝိတံရခမနောအင်္ဂတနံဇီဝိတင်္စာပိတ္တဗံစဇီနရောဓမ္မမနုဿတံတော်တဲ့အဓိပ္ပာယ်ကပေတရုကြားဖို့ပြီးသားလေးပါပန္တိတော်ပညာရှိသောယောနတော်အကျဉ်သူသည်အင်္ဂဝရတမြတ်သောအင်္ဂါ၏ဟေတုအကြောင်းကြောင့်ဒဏ္ဍဥစ္စာကိုစဇီစွန့်ရ၏လက်ဖြည့်ရမယ်သို့မဟုတ်ခြေထောက်ဖြည့်ရမယ်အင်္ဂါခြေလက်တစ်ခုခုပျက်စီးမယ်ဆိုလို့ရှိရင်ပစ္စည်းဥစ္စာကိုစွန့်လို့မပျက်စီးဘူးဆိုရင်ပစ္စည်းကိုစွန့်လိုက်တယ်ဆိုလိုတာကအင်္ဂါခြေလက်နဲ့ပစ္စည်းနဲ့ထိတ်တိုက်တွေ့လာရင်အင်္ဂါခြေလက်ကိုမစွန့်နဲ့ပစ္စည်းကိုစွန့်လို့ပြောတာနော်ပြီးတော့ဗာဆက်ပြောတော့ဆိုတော့ဇီဝိတံအသက်ကိုရခမနောစောင့်ရှောက်လိုသည်ဖြစ်၍အင်္ဂါမြတ်သောအင်္ဂါကိုစစီစွန့်ရ၏အသက်နဲ့အင်္ဂါကြီးငယ်နဲ့ထိတ်တိုက်တွေ့လာပြီဆိုရင်တော့အင်္ဂါကြီးငယ်ကိုစွန့်လိုက်ပေါ့အသက်တော့အသေးမခံနဲ့ပေါ့လက်ပြက်ခြင်းပြက်ပါစေခြေပြက်ခြင်းပြက်ပါစေပေါ့နော်ပြီးတော့ဗာပြောတော့ဆိုတော့ဓမ္မမြတ်သောတရားကိုအနုတ္တရံတော်အောက်မေ့သောသူသည်အင်္ဂင်စမြတ်သောအင်္ဂါကို၎င်းဒဏ္ဍင်စဥစ္စာကို၎င်းဇီဝိတင်္စာပြီးအသက်ကို၎င်းတပ်ပံအလုံးစုံကိုစစီစွန့်ရ၏ဒါပေမဲ့သူတော်ကောင်းတရားကိုတော့မစွန့်နဲ့တဲ့ဆိုလိုတာကသူတော်ကောင်းတရားနဲ့အမှန်တရားနဲ့ထိတ်တိုက်တွေ့လာပြီဆိုရင်တော့ပစ္စည်းကိုလည်းစွန့်တဲ့တယ်အင်္ဂါခြေလက်ကိုလည်းစွန့်တဲ့တယ်အသက်ကိုလည်းစွန့်တဲ့တယ်ပစ္စည်းနဲ့အင်္ဂါခြေလက်ထိတ်တိုက်တွေ့ရင်ပစ္စည်းကိုစွန့်အင်္ဂါခြေလက်နဲ့အသက်နဲ့ထိတ်တိုက်တွေ့ရင်အင်္ဂါခြေလက်ကိုစွန့်သူတော်ကောင်းတရားနဲ့ဒီသုံးပါးနဲ့တစ်ခုခုထိတ်တိုက်တွေ့လာပြီဆိုရင်တော့ဒီသုံးပါးကိုသာစွန့်လိုက်သူတော်ကောင်းတရားကိုတော့
မစွန့်နဲ့လို့ပြောတာအဲ့လိုပြောလိုက်တော့မှပောရိတာရနော်ငုံရဲရဲနဲ့လို့ဆိုကြပါစို့လူသားမစားဘူးဆိုတဲ့ဂရိကိုသူပေးတာအဲ့လိုမျိုးပေးပြီလဲဆိုတော့ဘုရားလုံးကသူ့ကို၅ပါးသီလကိုစောင့်တည်ခိုင်းတယ်၅ပါးသီလစောင့်တည်ခိုင်းပြီးတော့အဲ့ဒီဖန်ထားတဲ့မင်းတွေကိုအတူတကွလှုပ်ကြတာနော်အဲ့ဒီမင်းတွေကိုလည်းဂရိတောင်းသေးတာပဲပောရိတာရကိုမညှင်းဆဲပါဘူးဆိုတဲ့ဂရိကိုရမှသူတို့ကိုလွတ်တယ်မလွတ်သေးခင်မှာအဲ့ဒီဂရိကိုတောင်းရတယ်လွတ်ပြီးမှဆိုရင်ဒါကမလွယ်ဘူးလေဟုတ်လားဘုရားလုံးကအရင်အမျှော်မြင်ရှိတယ်ပေါ့နော်အဲ့ဒါ9ရက်တိတိအစာကင်းပြီးတော့နေကြတဲ့လူတွေဖြစ်တဲ့ကြောင့်ကျိုးတွေကိုဖြုတ်ချလိုက်တာတခါလဲပုံပြီးတော့ကြာသွားအဲ့ဒါဘုရားလောင်းရဲ့မေတ္တာဓာတ်ကြောင့်မလို့ပြုစုတဲ့အခါမှာအကုန်လုံးဟာကျမ်းကျမ်းမာမာဖြစ်တယ်မေတ္တာတရားရဲ့စွမ်းရည်တတ္တိဆိုတာလည်းပဲအံ့ဩစရာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးအကုန်လုံးအစဉ်ပြေကြပြီဆိုတော့မှပောရိတာရကိုဘုရားလောင်းကတိုင်းပြည်ကိုပြန်ဖို့ပြောတာမင်းတိုင်းပြည်ကိုပြန်အဲ့လိုပြန်လို့ပြောတဲ့ခါကျသူအရန်သနာတရားကောင်းတယ်မင်းကြီးတဲ့သူတိုင်းပြည်ပြန်ကြမရှိဘူးပေါ့သူတိုင်းပြည်ပြန်မယ်ဆိုလို့ရှိရင်လည်းဒါငါအဖေကိုတတ်စားတယ်လို့ငါအမေကိုတတ်စားတယ်လို့ဆိုအကုန်လုံးကတော့ခဲတလုံးစီနဲ့ထုတာနဲ့သူသေးရမှာပေါ့ဒါကြောင့်သူ့မှာတိုင်းပြည်ဆိုတာမရှိပါဘူးသူပြန်လို့မရဘူးမင်းကြီးတို့သာပြန်ကြတော့ပေါ့သူများတက်ကိုလည်းတက်လို့မရဘူးဆိုတော့ဒီတော့ထဲမှာသူ့ကိုမင်းကြီးတို့နောက်ကိုမြင်ရမှာမဟုတ်တော့ဘူးတဲ့ထို့လို့ကသူခဏလေးနဲ့သေသွားလိမ့်မယ်လို့သူ့ကိုသူယုံကြည်ထားတာတိုင်းပြည်ကိုသူဘယ်လိုမှမပြန်ရဲဘူးမဟုတ်တာလည်းသူမလုပ်ဘူးတရားမှတီးသွားပြီဆိုတော့မဟုတ်တာမလုပ်ရင်လည်းသူတော်ထဲမှာအသက်ရှင်တဲ့အကြောင်းမရှိဘူးဒီစကားမျိုးပြောတာပေါ့နော်အဲ့ဒီလိုပြောတဲ့ခါကျတော့ဘုရားလောင်းကဘလို့မှသူ့ကိုခေါ်လို့မရတဲ့ခါကျတော့ဘုရားလောင်းကအရန်လိမ်မာကျွမ်းကျင်တယ်ဘာလို့လဲဆိုတော့သူ့ကိုစိတ်လဲလာအောင်စီးစိမ်နဲ့ဖြားယောင်းနေတဲ့နော်မင်းရဲ့တစ်ချိန်လုံးကတိုင်းပြည်ကြီးကဘလောက်စီပင်ဝါပြောခဲ့တာနောက်သားတွေသမီးတွေမိဖုရားတွေထီနန်းစီးစိမ်အကုန်လုံးကိုတစ်ခုစီမမောစရာကောင်းပြောတာလွမ်းစရာကောင်းပြောတာပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့မှတိုင်းပြည်ကိုလိုက်မယ်လို့ဝန်ခံတာဝန်ခံတော့အကုန်လုံးသွားကြတာပေါ့အဲ့လိုသွားတဲ့အချိန်မှာပောရိတာရစိတ်ထဲမှာဘယ်လိုခံစားရမလို့ငါရတကနဲ့ပေါင်းလို့ဒီဒုက္ခတွေကြုံခဲ့ရတာအခုဒီသူတော်ကောင်းရှင်ပင်နဲ့ပေါင်းတော့လည်းပဲထိနှံစည်းစိမ်ကိုပြန်ရတော့မှာဟုတ်လားအဲ့တော့သူစိတ်ထဲမှာမေယုံမာနဲ့မိကောင်းဆွေကောင်းရဲ့တန်ဖိုးကိုသူအများကြီးစဉ်းစားမိတယ်သူလည်းပဲခက်ညံ့ညံ့လူတယောက်မဟုတ်ဘူးနော်အဲ့တော့သူကဘယ်လိုစဉ်းစားမိလဲဆိုတော့ရုံမာတဲ့ပုံကိုယ်တွေနဲ့ပေါင်းရသင်ရတာဟာလာစုဘက်ခမှာထွက်တဲ့လလို့တနေ့တခြားဆုပ်ယုပ်သွားဖို့ပဲရှိတယ်တဲ့သူ့ဘဝပျက်စီးခဲ့တာပဲလေဟုတ်လားကောင်းမွန်တဲ့မိတ်ဆွေတွေနဲ့ပေါင်းရတာတော့လာစမ်းဘက်ခမှာထွက်တဲ့လလို့တဖြည်းဖြည်းနဲ့တင့်တယ်လာဖို့ပဲရှိတယ်ကောင်းလာဖို့ပဲရှိတယ်ပေါ့နော်အဲ့ဒီဥစ္စာကိုသူကာထာလေးနဲ့ရွတ်ပြီးတော့ပြောတာနော်ရာဇမင်းမြတ်တယ်ကာလဘက်ခေလာစုဘက်ခနဲ့စံတော့လတ်သည်နော်သူဝေနေတိုင်းဟာယတေဝဆုတ်ယုတ်တည်တာလည်းဟောဒီယထာဖြစ်တဲ့ကဲ့သို့ဧဝမေဝဣတုတာလည်းအတတံသူတော်မဟုတ်သူယုတ်တို့နဲ့တမာကမောပေါင်းဖော်ခြင်းသည်ကာလပက္ခုတမောလာစုပက္ခနဲ့တူသည်ဟောဒီဖြစ်၏နော်လာပြီကျော်တရနေ့ကစပြီးတော့ထွက်လာတဲ့လာဟာနောက်ရက်ဒီမှာဘာဖြစ်သွားတော့တဖြည်းဖြည်းနဲ့ဆုတ်သွားတယ်အဲ့လိုပဲလူယုတ်မှာပေါင်းရတာအဲ့ဒီဥမာရှိတယ်လို့ပြောတာနော်ရာဇမင်းမြတ်တုတ်ကပက္ခေလာဇံပက္ခ၌စံတော်လသည်သူဝေနေတိုင်းဟောတတေဝပွားတည်တာလည်းဟောဒီယထာဖြစ်တဲ့ကဲ့သို့ဧဝမေဝဣတုတာလည်းတတံသူတော်ကောင်းတို့နဲ့တမာကမောပေါင်းဖော်ရခြင်းသည်တုတ်ကပက္ခုပမောလာဇံပက္ခနဲ့တူသည်ဟောဒီဖြစ်၏တဲ့ဒါသူရွတ်ဆိုတဲ့ဂါထာလေးရဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားအဲ့လိုမျိုးတော့သူတော်ကောင်းတို့ရဲ့ကျေးဇူးသူယုံမာတို့ရဲ့အပြစ်ကိုသူအေးအေးဆေးဆေးပြောရတယ်အဲ့ဒါနဲ့ဦးဇင်းတို့သူ့ရဲ့တိုင်းပြည်ကိုရောက်တဲ့အခါကျတော့ပောရိတာရကိုမဟာသုဒ္ဓသောမမင်းကဆုံးမပြီးတော့တိုင်းပြည်ကိုပြန်ခေါ်လာတဲ့ဆိုတဲ့သတင်းကကြိုးပြီးတော့ရောက်နေပြီဆိုတော့တနိုင်ငံလုံးတိုင်းပြည်လုံးကစိတ်နာနေတာပေါ့နော်အဲ့တော့ဘာလုပ်ထားလဲဆိုတော့တိုင်းပြည်တကားကိုပိတ်ထားတယ်အဝင်မခံဘူးမိဖုရားကလည်းအဝင်မခံဘူးသားဖြစ်တဲ့လူကလည်းအဝင်မခံဘူးအစစ်သူကြီးဖြစ်တဲ့ကာလဟကလည်းအဝင်မခံဘူးအဲ့ဒီမှာဘုရားလောင်းကအကုန်လုံးကိုစုဝေးစီပြီးတော့တရားဟောရတယ်ဒါဟာတစ်ချိန်လုံးကမင်းတို့ရဲ့ကျေးဇူးရှင်ဖြစ်တဲ့မိဖုရားကိုအရင်စပြီးတော့တရားဟောတာပါပဲဟုတ်လားသူကမိဖုရားမြောက်လို့မင်းဒီစည်းစိမ်ကိုရခဲ့တာပေါ့စစ်သူကြီးဆိုတာသူဒီယာထုကိုပေးခဲ့လို့မင်းဒီစည်းစိမ်ကိုရခဲ့တာသားသမီးတွေကိုလည်းသူမွေးထားလို့မင်းတို့လူဖြစ်ခဲ့ရတာကျေးဇူးတရားဆိုတာကိုနားလည်သင့်တယ်ဆိုတာကိုအများကြီးအိမ်မှာတရားဟောတယ်ဟောတာလေးတွေကတော်တော်ကောင်းပါတယ်နည်းနည်းအချင်းရှိသေးလို့ဦးဇင်းနဲ့ပြောမယ်နော်ဒီလောကကြီးမှာတဲ့မအောင်အပ်တဲ့မိဘကိုအောင်တဲ့မင်းဆိုတာမင်းလို့မဆိုနိုင်ဘူးတဲ့နော်အဇေယမအောင်အကုံသောမိဘကိုဇိနာတိအောင်ဤသောရာဇာထွမင်းသည်နာရာဇာမင်းမမြည်တဲ့ဒါရှင်ပေမဟုတ်ဘူးတဲ့
နော်ရောတခါအကျင့်မိတ်ဆွေသည်တခါတည်းအဆွေခင်မွန်းတရားကိုဇိနာတိအောင်ဤသောတခေါထိုးအဆွေခင်မွန်းသည်နတခါအဆွေခင်မွန်းမမြည်မိတ်ဆွေချင်းချင်းအနိုင်ယူတယ်ဆိုရင်အဲ့ဒါမိတ်ဆွေမဟုတ်ဘူးတဲ့လေးနဲ့တဲ့နော်ဒီအကြောင်းအရာလေးတွေကဟုတ်လားပြီးတော့ဗာပြောတော့ယောပရိယာအကျင့်မယားသည်ပတိတော်မိမိလင်ကိုနဝိတေတိမကြောက်သာပရိယာထိုမယားသည်နပရိယာမယားမမြည်တဲ့ယောက်ျားကိုမကြောက်တဲ့မိန်းမဟာမယားမဟုတ်ဘူးတဲ့နော်ဒါသူပြောတဲ့စကားနော်အေးတခါကြီးတွေကတော့သဘောကျမနဲ့တူတယ်ဟုတ်လားရေဗုဒ္ဓအကျင့်သားသမီးတို့သည်ဇိဏံအိုမင်းပြီးသောမိဘကိုနဗရန္တိမမွေးမြူကုန်တေဗုဒ္ဓထိုသားသမီးတို့သည်နဗုဒ္ဓသားသမီးမမြည်ကုန်အမေဖေအိုလာတဲ့အချိန်မှာမစွမ်းနိုင်တဲ့အချိန်မှာပြန်ပြီးတော့ပြုစုလုပ်ကြွေးခြင်းမပြုတဲ့သားသမီးဆိုတာဘာလဲတော့သားသမီးမဟုတ်ဘူးတဲ့နော်ဒါသူရဲ့တရားလေးပေါ့နော်ပြီးတော့ဗာပြောတော့ပြောတာလေးတော်တော်ကောင်းသေးတယ်ယထအကျင့်တပင်၌တန်တော်ပညာရှိသူတော်ကောင်းတို့သည်နတန်တိမရှိကုန်သာတဘာထိုးတပင်သည်နတဘာတပင်မမြည်တဲ့တပင်ဆိုတာလူစုလူဝေးကြီးကိုအဓိကပြောတာပေါ့နော်ပွဲစစ်ပဲပညာရှိသူတော်ကောင်းတွေမပါတဲ့အစုဝေးဟာအစုဝေးလို့မဆိုနိုင်ဘူးတဲ့နော်ပညာရှိသူတော်ကောင်းပါမှအဓိပ္ပာယ်ရှိတဲ့စကားကိုပြောမှာအဓိပ္ပာယ်ရှိတဲ့စကားကိုပြောမှဒီလူစုလူဝေးကအကျိုးရှိတာအဓိပ္ပာယ်ရှိတာကိုနားထောင်နိုင်မှာစဉ်းစားကြရကောင်းတယ်နော်ပညာရှိသူတော်ကောင်းမပါတဲ့တပင်ဆိုတာဘာလဲတော့တပင်မဟုတ်ဘူးတဲ့ရေတန်တော့အကျဉ်သူတော်ကောင်းတို့သည်ဓမ္မဟုတ်မှန်သောတရားကိုနဗနန္တိမဆိုးကုန်တေတန်တော့ထိုသူတော်ကောင်းသည်နတန်တော့သူတော်ကောင်းမဟုတ်တယ်သူတော်ကောင်းတို့အမိခံပြီးတော့မမှန်တာတွေကိုပြောမယ်ဆိုရင်ဒါသူတော်ကောင်းမဟုတ်ဘူးတဲ့သူတော်ကောင်းဆိုတာဘာလဲဆိုတာကိုခွဲခြမ်းပြရလဲရောက်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ရာဂင်စမမောခြင်းကို၎င်းဒေါသင်စအမျက်ထွက်ခြင်းကို၎င်းမောဟင်စမိုက်မဲတူဝေခြင်းကို၎င်းပဟာယဆွန့်၍ဓမ္မဟုတ်မှန်သောသဘောကိုဗနန္တာဝဆိုကုန်သောပညာရှိတို့သည်သာလျှင်တန်တော်သူတော်ကောင်းမြည်သည်ဟွန်တိဖြစ်ကုန်၏ဟောဇာကဒေါသမောဟကိုပယ်စွန့်ပြီးတော့ဟုတ်မှန်တာကိုပြောမှသာလျှင်ဒါပါလေသူတော်ကောင်းပါတဲ့ဘေးမှာရှိတဲ့ရှင်မင်းတွေပါသူကခေါ်ပြီးတော့တရားဟောတာနောက်ဒါကြောင့်မို့လို့ဘွန်တော်ရာဇာတော်အိုမင်းများတို့ဘာလိဟိလူမိုက်တို့နဲ့နော်မိတ္တံပေါင်းတင်ရောသောပန္တိတံပညာရှိကိုအဘာတမန္တမပြောဆိုအပ်သည်ရှိသောပန္တိတောတိပညာရှိဟု၍နဇာနန္တိမတိကြကုန်နဲ့လူတယောက်ဘလောက်ပဲတော်တော်ဘလောက်ပဲအစွမ်းရှိရှိဟုတ်လားအကုန်လုံးလူမိုက်တယောက်ဘာတယောက်အကုန်ရောနေတယ်ဆို तू ကတကယ်လို့သာဘာမှမပြောခဲ့ဘူးဆိုရင်ဒါဟာပညာရှိလို့ဇုံမမသိနိုင်ဘူးတဲ့နားလေလားမသိဘူးအကုန်လုံးရောထွေးနေတဲ့လူတွေထဲမှာဒီလူတယောက်ကပညာရှိဟုတ်တယ်သို့တော့ तू ဘာမှမပြောဘူးဆိုလို့ရှိရင်သူ့ကိုပညာရှိလို့မသိနိုင်ဘူးနော်ဒါကိုပြောတာနော်ပြီးတော့ဗာဆက်ပြောလို့ဆိုတော့အမတန်သေခြင်းကင်းသောဗဒနိဗ္ဗာန်ကိုဒေသင်တော်ဟောကြားတတ်သောပန္တိတံပညာရှိကိုဘာသာမာနင်စပြောဆိုမှသာလျှင်ပန္တိတော်တိပညာရှိဟု၍ဇာနန္တိသိနိုင်ကုန်၏သူသိထားတာတွေကို तू ပြောမှသာလျှင်ကြားရမှဘေးကလူတွေကဒါပညာရှိတစ်ယောက်ပဲဆိုတာကိုသိနိုင်တာအဲ့တော့ကိုသိတာကိုကိုပြောဖို့မလိုဘူးလားနော်လောကကြီးမှာအချင်းချင်းဖြန့်ဝေပေးနိုင်အသိဉာဏ်ကိုဖြန့်ဝေပေးနိုင်တာကဒီနည်းပဲရှိတာနော်စာပေရေးသားတဲ့နည်းလည်းရှိတာပေါ့ဒါကပြောတဲ့အထက်အကျုံးဝင်တယ်လို့ဦးဇင်းထင်ပါတယ်ဟုတ်လားအဲ့ဒါပညာရှိဆိုတာအားလုံးထဲမှာရောနေတဲ့အချိန်မှာမပြောဘဲနဲ့တော့ပညာရှိလို့မသိနိုင်ဘူးပြောမှသာနဲ့ဒါကိုပညာရှိလို့သိနိုင်တာတဲ့တတ္တမထို့ကြောင့်ဓမ္မသဘောတရားကိုဘာသေးရေဆိုရ၏တဘာဝကြတာတွေကိုပြောသင့်တယ်တဲ့သိထားတာကိုမြုံမထားသင့်ဘူးပေါ့နော်ကိုသားသမီးတွေလိမ္မာကြီးမှုရှိအောင်မိဘတွေကသိထားတာတွေကိုပြောသင့်တယ်ပြောတာကိုကြားတာနဲ့မကြားတာတူနိုင်မလားမတူနိုင်ဘူးနော်တတ္တမထို့ကြောင့်ဓမ္မသဘောတရားကိုဘာသေးရေဆိုရ၏ဇောတရေထွန်းပစေရ၏ကိုသိထားတဲ့မှန်ကန်တဲ့အသိဉာဏ်ပညာတွေကိုနော်ထွန်းလင်းသွားအောင်နော်အယောင်တောက်သွားအောင်ခေတ်စကားလေးနဲ့ပြောရလို့ရှိရင်အယောင်တင်ပေးသင့်တယ်ပေါ့နော်သူတော်ကောင်းတရားကိုပြောဆိုခြင်းအပြင်မလုပ်သင့်တော့အယောင်တင်ပေးသင့်တယ်ပေါ့ဇောတရေထွန်းပစေရ၏ရေဤတယောအကျင့်ဘုရားဆရှိသောသူတော်ကောင်းတို့သည်သူဘာတိတတစားကောင်းစွာဆိုသောတရားတည်းဟူသောတခွန်ရှိကုန်၏ဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေမှာဘုရားဆရှိတဲ့သူတော်ကောင်းကြီးတွေလို့သိနိုင်တဲ့တခွန်ဆိုတာပါလေတရားပဲရှိတယ်တဲ့တခွန်ဆိုတာထင်ရှားအောင်လို့အလံလေးထောင်ထားတာကိုတခွန်လို့ပြောတာဟုတ်တယ်မဟုတ်လားတေတံဣတိနံထိုဘုရားဆရှိသောသူတော်ကောင်းတို့၏တန်တဇံထိုတရားတည်းဟူသောတခွန်ကိုပက္ကနေယချီးမြှောက်ရ၏ဒီတရားကိုအသိဉာဏ်ရှိတဲ့လူတိုင်းဟာပြောဆိုခြင်းအပြင်ချီးမြှောက်ရမယ်ထောက်ပံ့ရမယ်ပေါ့နော်သူတော်ကောင်းတရားထွန်းကားအောင်နှမျိုးစုံနဲ့ကြိုးစားရမယ်လို့ပြောတာနော်ဟိသစ္စမှန်ဤဓမ္မောသဘောတရားသည်ဣတိနံဓမ္မောသဘောတရားသည်ဆိုတဲ့အ내တိပဲကြတော့လူတွေကသိပြီးတော့နားလည်မှာမဟုတ်ဆိုလိုကဓမ္မောသူတော်ကောင်းတရားသည်ဣတိနံဘုရားဆရှိသောသူတော်ကောင်းတို့၏တဇောတကွန်မြည်၏တဲ့
မှန်တယ်ဘုရားရဟန္တာရိယသူတော်ကောင်းကြီးတို့ရဲ့တကွန်ဆိုတာဗာလဲတရားပဲလို့ဒါပြောတာအဲ့လိုမျိုးတရားဟောတော့မှမိဖုရားရောတာတိမိတွေရောစစ်သူတွေရောတိုင်းသူပြည်သားတွေကရောဒီပောဓိတာကိုပြန်ပြီးတော့လက်ခံတာဟုတ်လားအဲ့ဒီကြတော့မှဒီမဟာတုဒ္ဒသမဇကပြီးသွားတာပေါ့နော်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝိနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝိနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝိနတရာဒုက္ခိဘောတုတိတေတုံဝါကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနခေငါဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆုစုတော်တာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနမဲလီတံဖူလီတံနိဗ္ဗာန်ပရိယတိယသောသောစေတံသောတရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမကထံ၄ယောက်ပလထံ၄ယောက်ဆိုသောရှင်ယောတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာအရှင်ကောင်းအရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသာ